အတိတရားရှိသူတို့ဤစိတ်နေသဘောထားလောကမှာလူတွေပြောကြတယ်ဒီလူကတော့အတိတရားမရှိဘူးဒီလူကတော့အတိတရားရှိတယ်ဘာကိုရည်ညွှန်းပြောနေကြတာလဲအတိတရားဆိုတာဘယ်ရာကိုခေါ်တယ်လဲလို့ခြုံငုံသုံးသပ်ကြည့်ဖို့လိုတယ်အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားလူတယောက်မှာအတိတရားမရှိခင်ကစိတ်နေသဘောထားကဘယ်ပုံရှိပြီးအတိတရားရှိပြီးတဲ့နောက်မှာစိတ်နေသဘောထားပြောင်းလဲလာမှုကဘယ်လိုလဲလို့ကိုယ်ဆန်းစစ်ပြီးတော့ကြည့်သင့်တာပေါ့အတိတရားလို့ဆိုတာအမှန်ကန်စဉ်းစားနိုင်မှုအခြေခံအားဖြင့်ပြောရမယ်ဆိုရင်တော့လူမှုရေးရာနဲ့ပတ်သက်တဲ့အတိတရားဆိုတာတစ်မျိုးအခြေခံအဆင့်အတိတရားတစ်မျိုးထို့တဲ့အဆင့်မြင့်သွားတဲ့အတိတရားကတစ်မျိုးလို့အတိတရားကိုအကျဉ်းပြင်းအားဖြင့်အဆင့်2မျိုး level 2မျိုးခွဲပြီးတော့ကြည့်လို့ရတယ်ပေါ့မှန်ပါဗျာလူတွေဆိုတာအခြေခံအဆင့်ဆိုတာရှိကိုရှိရအခြေခံအဆင့်မှာအတိတရားမရှိဘဲနဲ့အဆင့်မြင့်မှာအတိတရားရှိတယ်ဆိုတာမဖြစ်နိုင်ဘူးเนาะမှန်ပါဗျာအခြေခံအဆင့်ပြည့်စုံပြီးသားပုဂ္ဂိုလ်များတာလဲအဆင့်မြင့်အတိတရားဆိုတာဖြစ်နိုင်တယ်အဲ့တော့အတိတရားလို့ဆိုသည့်နေရာမှာအမျိုးမျိုးရှိနိုင်တယ်လို့ဒီလိုမှတ်ရမယ်အတိတရားဆိုတာအခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတိုင်းမှာရှိတဲ့အခြေခံအတိတရားဆိုတာဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုယ်ချင်းစာတရားပဲလောကမှာကိုယ်ချင်းစာတရားထားတတ်တဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်သားရဲ့ခံစားချက်ကိုသိပြီးတော့မကောင်းတဲ့အလုပ်မလုပ်တဲ့သူတော်ကောင်းမျိုးဖြစ်တတ်တယ်မကောင်းတဲ့လူတွေလူဆိုးလူမိုက်တွေလူရန်ကားတွေအတိတရားမရှိတဲ့လူတွေဆိုတာကိုယ်ချင်းစာတရားမရှိတဲ့ပုဂ္ဂိုလ်တွေလို့ပြောရမယ်နော်မှန်ပါဗျာကိုယ်ချင်းစာဆိုတာဘာကိုခေါ်တာတော့ဆိုရင်ကိုယ်နဲ့နှိုင်းစာပြီးတော့ကြည့်တယ်အဲ့တော့ကိုယ်နဲ့နှိုင်းစာကြည့်တယ်ဆိုတဲ့နေရာမှာဘယ်လိုအဆင့်မျိုးကိုပြောတာတော့ထပ်ပြီးတော့ခွဲလို့ရသေးတယ်ကိုယ်နဲ့နှိုင်းစာရမယ်ဆိုလို့ရှိရင်ဥပမာမကောင်းတဲ့အလုပ်လောက်ကင်စားတော့တဲ့ပုဂ္ဂိုလ်တယောက်ကကိုယ်နဲ့နှိုင်းရမှာလားနော်မကောင်းတဲ့လူတယောက်ကကိုယ်နိုင်နှမ်းပြီးတော့ကိုချင်းစာရမှာလားလို့ဒီလိုဟာမျိုးမဟုတ်ဘူးနော်ကိုချင်းစာဆရာကိုချင်းစာတရားဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအတ္တုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုယ်နဲ့ရှင်းပြီးတော့ကြည့်ရမယ်ကိုယ်အကြိုက်နဲ့ရှင်းပြီးတော့ကြည့်အများရဲ့စိတ်ဆန္ဒအများရဲ့ကြိုက်နှစ်သက်မှုကိုရှင်းပြီးတော့ကြည့်ရမယ်ကိုကြိုက်နှစ်သက်တာနဲ့ရှင်းပြီးတော့ကြည့်ရမယ်ဆိုပါစို့လူတယောက်ကအရက်တောက်ချင်အရက်ကြိုက်တယ်သူလည်းတောက်ပါစေဆိုတာဒါကိုချင်းစာတရားတော့မဟုတ်ဘူးဒီဟာမျိုးဆိုလိုတာမဟုတ်ဘူးเนาะမှန်ပါဗျာဒီလိုဟာမျိုးဆိုလိုတာမဟုတ်ဘူးအခြေခံအဆင့်ကဘယ်လိုပြောရမလဲလို့ဆိုရင်လူတိုင်းဟာဒုက္ခကာမဒုက္ခပฏิကူလချမ်းသာတာကြိုက်တယ်တဲ့ဆင်းရဲတာမကြိုက်ဘူးဆင်းရဲမှုကိုယုံမုန်းတယ်ဘယ်သူပဲမေးလိုက်ပြီးတော့လူရှိသမျှကိုအကုန်စစ်တမ်းထုတ်ပြီးတော့မေးရင်ဒုက္ခကာမစိတ်ပုံမှန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလိုက်မေးမယ်ဆိုရင်ဒုက္ခကာမချမ်းသာခြင်းနဲ့ချမ်းသာတယ်ဆိုတာပတ်စံချမ်းသာတာကိုပြောတာမဟုတ်ဘူးနော်မှန်ပါပါဗျလူဆိုတာဘဝမှာအစဉ်ပြေလေးနေခြင်းတာချမ်းသာခြင်းနဲ့အေးစစ်စစ်နေခြင်းနဲ့အဲ့ဒီချမ်းသာမျိုးကိုပြောတာမှန်ပါပါဗျပတ်စံချမ်းသာတာကစိတ်ချမ်းသာတာမဟုတ်ဘူးတခြားစီနော်မှန်ပါပါဗျဒါကြောင့်မို့ဗမာစကားမှာသွားပြီးတော့ရောတတ်တယ်လူချမ်းသာနဲ့သွားပြောလို့ရှိရင်ပတ်စံရှိတဲ့လူကိုလူချမ်းသာလို့သွားတွက်တတ်တယ်အဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးမှန်ပါပါဗျမိမိအစဉ်တန်းလိုက်ဘဝမှာစိတ်ချမ်းသာကိုချမ်းသာနေတာဟုတ်တာစိတ်ချမ်းသာတယ်လို့ခေါ်တာပဲပတ်စံတွေဘလောက်များနေစိတ်ချမ်းသာခြင်းမှာချမ်းသာတယ်လေငွေကြေးတွေကထောင်တောင်းသိန်းပေါင်းထောင်တောင်းရင်းနှီးထားတယ်အဲ့ဒီအလုပ်တစ်ခုမတော်တဆပျက်စီးသွားမှကိုအမြဲတမ်းစိုးရိမ်နေရတယ်ဟောချမ်းသာတဲ့ငွေချမ်းသာတဲ့ပုဂ္ဂိုလ်ဟာထိုငွေတွေဆုံးရှုံးမှအမြဲကြောက်နေရတယ်မှန်လားပါဗျ
အဲ့ဒါချမ်းသာမဟုတ်ဘူးပတ်စံချမ်းသာတာမဟုတ်ဘူးတကယ်စစ်ချမ်းသာတာကအဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးတဲ့မိသားစုဘဝမှာဗာနဲ့ပဲနေရစာဝတ်နေရေးလေးပြည့်ပြည့်စုံစုံနဲ့မတောင်းမတမကြောက်မကြနဲ့အေးအေးသက်သက်သာချမ်းချမ်းသာနေနိုင်ရတယ်ဆိုတာမျိုးကိုဆိုလိုတယ်တဲ့အဲ့တော့လူတိုင်းဟာချမ်းသာခြင်းကြခုနငွေရှာတဲ့ပုဂ္ဂိုလ်တွေကလည်းချမ်းသာခြင်းလို့ရှာတာပဲရှာတာကတော့ချမ်းသာခြင်းတယ်သို့တော့ချမ်းသာခြင်းလို့ရှာပေမဲ့လို့ချမ်းသာတယ်တွေ့သလားဆိုချမ်းသာတယ်မာတာတွေမဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေလည်းအများကြီးတွေ့ရတာပေါ့ဒါကြောင့်စိတ်အေးချမ်းသာမှုဆိုတာတစ်ခုနဲ့တစ်ခုမတူဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကတာဂဝင်တွေကအလှဲ့ကျခုခေတ်လို့ပြောမယ်ဆိုရင်တော့တပါတီစနစ်လူမျိုးတစ်မျိုးကအုပ်စိုးတာကို oligarchy system လို့ခေါ်တယ် monarchical system ဆိုတာဧကရာဇ်ဘုရင်တွေအုပ်စိုးတာဘုရင်တဦးတည်းကနေပြီးသားစဉ်မျိုးဆက်အုပ်စိုးသွားတာ monarchical system လို့ခေါ်တယ်ဘုရားလက်ထက်ကဗိမိတာရတို့ကောသလတို့အဲ့ဒီစနစ်နဲ့အုပ်စိုးတာသူတို့သားစဉ်မျိုးဆက်ဘုရင်အုပ်စိုးတာဘုရားရဲ့အမျိုးဖြစ်တဲ့တာဂီဝင်တွေတို့ဟိုဝေသာလီယပြည်ကလိတ်ဆွေတို့ဘုရားပြိဋိဘံဆိုင်ရာရက်ကမန္လာတိုင်းကမန္လာမင်းတွေတို့ဆိုတာတွေက oligarchy system လို့ခေါ်တယ်ခုခေတ်လို့ဆိုရင်တော့တပါတီအုပ်စိုးတယ်လို့ဒီလိုပြောနော်မှန်လားပါဗျာလူမျိုးတစ်မျိုးကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အုပ်စိုးတဲ့စနစ်ပေါ့ခုခေတ်က republican ဆိုတာတွေနဲ့ခတ်ဆင်ပေါ့သို့တော့မဲနဲ့တင်မြှောက်ထားတာမဟုတ်ဘူးသူတို့လူမျိုးအုပ်စုကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အလှည့်ကျခုခေတ်လို့ပြောမယ်ဆိုရင်အလှည့်ကျဥက္ကဋ္ဌပေါ့အလှည့်ကျသမတနဲ့သွားတာမျိုးအဲ့ဒီထဲမှာတာဂဝင်မင်းတွေထဲမှာအလှည့်ကျပြီးတော့ဥက္ကဋ္ဌလုပ်နေရတဲ့ဗတ္တိယဆိုတာသူ့ရဲ့တငယ်ချင်းအနုရုဒ္ဓကနေပြီးတော့အတင်းဆွဲပြီးတော့သင်္ကန်းဝတ်ရအောင်ပြောတော့နောက်ဆုံးကိုတငယ်ချင်းကိုခင်မင်နာနဲ့ဥက္ကဋ္ဌသမတယာတုကိုစွန့်ပြီးတော့သူပဲသင်္ကန်းဝတ်သွားတယ်တူတူသင်္ကန်းဝတ်လိုက်ကြတယ်အနုရုဒ္ဓတို့ဗတ္တိယတို့အာနန္ဒာတို့ဘဂုတို့ဒေဝတတ္တတို့ဆိုတအုပ်စုတွေသင်္ကန်းဝတ်လိုက်ကြတာအဲ့တော့အဲ့ဒီမဲ့ဗတ္တိယကလက်ရှိယာတုတစ်ခုကိုစွန့်လွတ်ပြီးတော့သူသင်္ကန်းဝတ်လိုက်တော့မြတ်စွာဘုရားတရားတော်မှာကျင့်လိုက်တဲ့အခါတရားအသိရှိသွားပြီးယဟန္တာဖြစ်သွားတဲ့အချိန်ကနေပြီးတော့သူတပါးနဲ့နေတဲ့အခါမှာနှုတ်ကနေမကြာခဏသူကနှုတ်ကနေပြီးတိုးတိုးနဲ့ပြောနေတတ်တယ်ဘာပြောတော့ဆိုအဟောဒုက္ခံချမ်းသာလိုက်တာနော်ချမ်းသာလိုက်တာဒီဘဝကိုငကိုတော့သူမလာခြင်းဘူးတိုင်းပြည်ကိုအုပ်စိုးရတဲ့ဘဝကိုပဲသူကြိုက်တယ်ဒီယဟန်ဘဝကိုသူမလိုလားဘူးသို့တော့တရားအသိရှိလိုက်တဲ့အခါကျတော့သူစိတ်နေသဘောထားတွေပြောင်းသွားတယ်ပြောင်းသွားပြီးတော့သူဘာပြောတော့ဆိုချမ်းသာလိုက်တာသူစိတ်ထဲမှာလာတာနောက်တောင်ကျသွားတယ်လို့ထင်တယ်ဟုတ်ကဲ့ခုမှချမ်းသာတာအလုံးကိုစွန့်လွတ်လိုက်တယ်စွန့်လွတ်ပြီးတော့ယဟန်ဘဝကူးပြောင်းပြီးတရားအသိတွေရသွားတဲ့အချိန်မှာချမ်းသာလိုက်တာဆိုတော့ဘေးကပုဂ္ဂိုလ်တွေကဒီယဟန်ကအမြဲတမ်းသူကချမ်းသာလိုက်တာပြောတာလူဘဝတုန်းကမင်းစည်းစိမ်မျော်လင့်ပြီးတော့သူကချမ်းသာတာနဲ့ညီးနေတာလားအဲ့ဒါကိုပြန်ပြီးရကြံလို့များနောက်ကျောင်းပြန်နေတာလားလွမ်းတနေတာလားလို့ဘေးကထင်ညတဲ့မှန်လားပါထင်တဲ့အခါကျတော့မြတ်စွာဘုရားကိုသွားလျှောက်ကြတယ်ဗတ္တိယကဘယ်နေရာဖြစ်ဖြစ်သူပါဇက်ကချမ်းသာလိုက်တာပြောနေသူဘာရည်ရွယ်ပြီးပြောတာတော့ဆိုတော့ဘုရားကရှင်းအောင်လို့ခေါ်မေးတယ်နေပါအောင်ဗတ္တိယချမ်းသာလိုက်တာလို့နှုတ်ကမကြာခဏပြောရအောင်ဘာကိုရည်စူးတာတုံးလို့ဆိုအရှင်ဘုရားတဲ့တပည့်တော်တိုင်းပြည်မှာဘုရင်လုံနေတဲ့အချိန်ဥက္ကဋ္ဌသမတယာတုရနေတဲ့အချိန်တုန်းကတပည့်တော်အဆောင်အရှောက်တွေချထားပါရဲ့တန်းနဲ့တပည့်တော်အိတ်ကောင်းခြင်းမအိပ်ရဘူးဗျာတဲ့အမြဲတမ်းတတိရှိနေရတယ်ပေါ့ငါများဘသူကလာပြီးတော့လောက်ကြမှာတော့လို့စိုးရင်တကြီးဖြစ်နေတယ်ငါ့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တွေကငါမြတ်လာဒုက္ခပေးမှလားနဲ့
အမြဲတမ်းဘယ်သူမှမယုံရဘူးကိုနားနေတဲ့လူတောင်ကိုကမယုံဘူးကိုသက်တော်ဆောင်တောင်ကိုမယုံဘူးဖြစ်နေအဲ့ဒီတော့ကကြောက်ကြောက်လန့်လန့်နဲ့ကောင်းကောင်းမွန်မွန်မအိပ်ရဘူးအမြဲတမ်းတတိရှိရှိနဲ့နေရတဲ့ဘဝကြီးတဲ့အခုကျတော့တပည့်တော်ဘယ်သူမှလည်းကြောက်စရာမလိုတော့ဘူးဘယ်နေရာနေတပည့်တော်ဘာအန္တရာယ်မှမရှိဘူးခုမှလွတ်လပ်ပြီးတော့ချမ်းသာတဲ့ချမ်းသာတကယ်ကိုဝိမု ക്തി ဒုက္ခအလုံးလွတ်ကင်းသွားတယ်စိတ်နေထားကလည်းလွတ်သွားတယ်ဘာမှတွေ့တာစရာမရှိဘူးမိသားစုပေါ်မှာလည်းမတွေ့တာတော့ဘူးကိုယ့်ကိုယ်လည်းမတွေ့တာတော့ဘူးလုံးဝကြီးလွတ်လွတ်ကင်းကင်းချမ်းသာတာခုမှချမ်းသာတာဒီချမ်းသာရတာတပည့်တော်နောက်ကျလိုက်တာလို့ဒါကိုရည်ရွယ်ပြီးတော့တပည့်တော်ချမ်းသာလိုက်တာလို့ပြောတာပါတဲ့ကဲတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားကမရှိခင်ကသဘောထားနဲ့မကွာဘူးလားကွာခြားပါတယ်ခင်ဗျာမရှိခင်တော့ကဒါကိုပြင်းစရာကြီးလို့ပဲထင်တာပဲလေမှန်လားပါဗျာမိသားစုဘဝဆွန့်လွတ်ပြီးတော့တရားဓမ္မကျင့်ဖို့တောတဲ့တောင်နဲ့ထွက်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးတရားအသိမရှိခင်ကအလွန်ပြင်းစရာကောင်းတဲ့လုပ်ငန်းကြီးတစ်ခုပဲလို့ဒီလိုမြင်ခဲ့တယ်တရားအသိလည်းရှိလိုက်ရောအဟောတုခံချမ်းသာလိုက်တာဆိုတာဟောတရားသိသူအသိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ဒီသဘောထားအမတန်မှထူးခြားတယ်ဒါကအခြေခံသဘောတရားမဟုတ်ဘူးအတော့အဆင့်မြင့်သွားတဲ့သဘောတရားဖြစ်သွားပြီမှန်လားပါဗျာဒီအဆင့်ရောက်ဖို့ကလူတိုင်းမလွယ်ဘူးဒါဖြင့်အခြေခံအသိတရားရှိဖို့ဆိုတာဘာတော့ဆိုရင်ခုနကိုချင်းစာတရားကိုချင်းစာတရားဆိုတာဒုက္ခကာမလူတိုင်းဟာချမ်းသာတာကိုမျက်နှိုးတယ်ချမ်းသာခြင်းကြတယ်ဒုက္ခပฏิကုလဆင်းရဲတာကိုယွံမုန်းကြတယ်ဆင်းရဲတာကြောက်တယ်ဒါကအလုံးတူညီတဲ့သဘောတရားပဲအဲ့ဒီလိုဖြစ်ပါရဲ့သားနဲ့လူတွေကကိုချမ်းသာဖို့အတွက်သူများကိုဘာလို့ဒုက္ခပေးကြသလဲဒါတရားနဲ့သိရအတိတရားဆိုတာအဲ့ဒါပြောတာမှန်လားပါဗျာငါချမ်းသာခြင်းနဲ့ဒုက္ခကိုယွံမုန်းတယ်ငါချမ်းသာရဲ့သားနဲ့ငါမကြိုက်တဲ့အလုပ်ကြဘာဖြစ်လို့လုပ်ချင်ရလဲဟောစဉ်းစားရမယ်တဲ့မြတ်စွာဘုရားဒါတရားအသိလို့ပြောတာเนาะဒီတရားအသိကအခြေခံအသိပဲကဲဘုရားမြတ်စွာရဲ့အကျင့်တရားတွေမှာသီလကအစပဲဘာဖြစ်လို့တုံးဆိုမြတ်စွာဘုရားကဘယ်သူပဲဖြစ်ဖြစ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်မယ်ဆိုရင်ဘာကစမလို့ဆိုရင်ကုသိုလ်တရားတွေရဲ့အစမှာနှစ်ခုရှိတယ်တဲ့တစ်ခုကကိုချင်းတရားကုသိုလ်တရားတွေရဲ့အစနံပါတ်1ကကိုချင်းတရားနံပါတ်2ကအမြင်မှန်ဟောဒီနှစ်ခုနဲ့စရမယ်အမှန်မြင်ရမယ်လို့ဆိုဘာဟိယဆိုတဲ့ယဟန်ဒီဘာဟိယကဟိုဘာဟိယဓာရုစီရိယမဟုတ်ဘူးနောက်ဘာဟိယတပါမြတ်စွာဘုရားကဟောတယ်တတ္တမတိဟတေဘာဟိယအာဓိမေဝဝိသောတေဟိကုသလေတုတံမေတုဘာဟိယမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်ချင်တယ်ဆိုရင်တဲ့ကုသိုလ်တရားတွေရဲ့အစကိုမြင်ပြည့်စုံအောင်လုပ်တယ်ကောစာတိကုသလနံဓမ္မနံကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲသီလင်္စသူဝိတုဒ္ဓံလုံးဝဖြူစင်တဲ့ကိုချင်းတရားဖြူစင်အောင်လုပ်ရမယ်တဲ့ဒါနံပါတ်1မှန်လားပါဗျာဒိဋ္ဌိစဥစုကာဖြောင့်မှန်တဲ့အမြင်ရှိရမယ်လို့ဟောဒီနှစ်ခုဟာကုသိုလ်တရားတွေရဲ့အစပဲဒီကုသိုလ်နှစ်ခုမှမရှိရင်ကုသိုလ်တရားတွေစလို့မရဘူးကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေစဝင်လာတာဒီနှစ်ခုကစတာကဲကောင်းပြီမြတ်စွာဘုရားကဟောတာလေကိုချင်းတရားကစလို့ဆိုတော့ကိုချင်းတရားဆိုတာအလုံးသိကြတဲ့အတိုင်းအရေးကြီးတာကဘာလို့ဆိုရင်မနောဒုစရိုက်ကိုအသာထားအများနဲ့ဆက်ဆံတာကိုကြည့်လိုက်မယ်ဆိုရင်ကာယဒုစရိုက်နဲ့ဝစီဒုစရိုက်ကာယဒုစရိုက်4မျိုးကာယဒုစရိုက်3မျိုးနဲ့ဝစီဒုစရိုက်4မျိုးအားလုံးအဲ့ဒီ9မျိုးအခြေခံအဆင့်ကိုပြောမယ်ဆိုလို့ရှိရင်ကာယဒုစရိုက်3မျိုးဆိုတာသူများအသက်ကိုတတ်ခြင်းပါဏာတိပါဒအဒိဏဒါနသူများဥစ္စာကိုခိုးခြင်းမတရားယူခြင်းကာမေတုမိစ္ဆာစာရကာမဂုဏ်တရားတွေမှာမှောက်မှောက်ပြုကျင့်ခြင်းလို့ဆိုတယ်ဒါကကာယဒုစရိုက်3ပါးလို့ခေါ်တယ်အဲ့ဒီကာယဒုစရိုက်ကိုတရားအသိနဲ့ဆင်ခြင်ရမယ်တဲ့ဖြောက်အောင်တရားအသိနဲ့ဆင်ခြင်ပြီးတော့ဒီကာယဒုစရိုက်တွေကိုပယ်လှန်ပြီးတော့ကာယဒုစရိုက်ကိုကျင့်သုံးရမယ်လို့ဆိုလို့တွေးပုံတွေးနည်းကိုမြတ်စွာဘုရားပေးထားတယ်ကိုချင်းစာတဲ့အတွေးနဲ့တွေးကြည့်ပါတဲ့
ပါဏာတိပါဒနဲ့ပတ်သက်ပြီးတွေးလိုက်မယ်ဆိုလို့ရှိရင်ငါဒီသေရမှာကြောက်တယ်။ဒါလူတိုင်းသေရမှာကြောက်ကြမှာကြီးပဲနော်။မှန်လားပါဗျာ။သေရမှာကြောက်တာကြီးပဲမသေးချင်ကြသေးဘူးသူကမသေးချင်ဘူးအသက်ရှင်နေတယ်သက်ရှိတ attva တိုင်းအားလုံးဟာမသေးချင်ကြဘူးအသက်ရှင်နေချင်ကြအသက်ရှည်ချင်ကြဒါကြောင့်မို့လို့တယောက်တယောက်ဆူတောင်းလို့ဆူပေးလို့ရှင်လေဩအသက်ရှည်ပါစေကျန်းမာပါစေနဲ့ဆူပေးကြတယ်ဘယ်သူမှအသက်တိုပါစေလို့မပြောဘူးနော်မှန်လားပါဗျာအသက်ရှည်ပါစေလူတိုင်းဟာအသက်ရှည်နေခြင်းဒါလူတွေရဲ့ဆန္ဒကိုယ့်ရဲ့ဆန္ဒကိုကအသက်ရှင်တာကိုမျက်နှိုးတယ်သေတာကိုမုန်းတယ်တချို့များသေတာကိုအမင်္ဂလာဆိုပြီးလူကြားတဲ့စကားပြောနားတော်မထောင်ကြဘူးနော်သေတဲ့အကြောင်းလာပြောရင်တော့ဟာနမိတ်မရှိနမမရှိမပြောနဲ့တောင်ပြောလိုက်သေးတယ်နော်မှန်လားပါဗျာမသာအတုအိမ်သွားပြီးရင်ပြန်လို့ရှိရင်ကရောတင်မောနဲ့ခေါင်းလျှော်ရသေးတယ်မဟုတ်တဲ့အတွေးတွေတွေးမိလို့ပါဒါနော်မှန်လားပါဗျာတရားအသိရှိရင်ဒါတွေလုပ်ဖို့လိုသလားမလိုဘူးလားစဉ်းစားကြည့်ပေါ့မှန်လားပါဗျာအတုအိမ်သွားရင်တဏတယ်လို့ဒီလိုယူဆကြတယ်လူတွေကအဲ့ဒါကိုပြန်ပြီးတော့သိတိတင်တယ်သို့တော့ရင်ဘတ်ထဲမှာလောဘတွေဒေါသတွေမောဟတွေရန်သူတွေကဒီထဲမှာမှန်လားပါဗျာလျှော်တာကရန်သူကိုမလျှော်ဘဲနဲ့ခေါင်းသွားလျှော်တယ်တလွဲသွားလုပ်နေတာမှန်လားပါဗျာခေါင်းတန်ရှင်းသွားတာနဲ့အတွင်းထဲကလောဘဒေါသမောဟတန်ရှင်းသွားမှာမဟုတ်တာပဲတန်ရှင်းပါဗျာအဲ့တော့အတုပတွေ့တယ်ဆိုလို့ရှိရင်တနေ့ငါလည်းတရားအောင်မှလို့စဉ်းစားပါလို့မြတ်စွာဘုရားဒီလိုခေါ်တာအဲ့လိုစဉ်းစားဖြင့်အသက်ရှင်နေတုန်းကတခုကောင်းတာတွေလုံးပါပဲဆိုတဲ့အတွေ့တွေးရမယ်ခုနကတလွဲတွေးနေတာတလွဲတွေးတာနဲ့တပြိုင်နက်တလွဲလုပ်တယ်အဲ့ဒါကိုဘာခေါ်တော့ဆိုမောဟလို့ခေါ်တာမောဟဆိုတာစာရဲပါတာမဟုတ်ဘူးစာရဲပါတဲ့မောဟမဟုတ်ဘူးကိုယ်တိုင်ကအမှန်မသိတာဟာမောဟအမှန်မသိဘူးဆိုတာအမှားသိတာအတုအိမ်သွားလို့ဒါနမိတ်မရှိနမမရှိပြန်ကြတော့ဒါကြက်တည်တွေရုပ်လာတယ်ထင်ပြီးတော့ခေါင်းလျှော်ရတာနဲ့တယောကင်မောနဲ့ဘာလို့ရတာနဲ့ဟောတကယ်လျှော်ရမှာကိုယ်စိတ်ပဲနော်ဖြူစင်အောင်ထားရမှာတော့တလွဲလုံနေတယ်ဆိုတော့အကျိုးမဖြစ်ဘူးပေါ့ဒါတလွဲလုံနေရင်အကျိုးမဖြစ်ဘူးအေးကောင်းပြီတလွဲမတွေးရဘူးတဲ့မှန်မှန်ကန်ကန်တွေးရမယ်ဩ तू ကအသက်ရှင်နေတယ်မသေးခြင်းဘူးငါလည်းအသက်ရှင်နေတယ်မသေးခြင်းဘူးဒီလိုအသက်ရှင်ခြင်းမသေးခြင်းနာဖြစ်ရတဲ့ငါကသူတစ်ပါးကိုတတ်တယ်ဆိုရင်တရားပါမလားတရားပါဗျာဒီလိုစဉ်းစားပါတဲ့မြတ်စွာဘုရားဒါအတုပနာယိကဆိုတာအဲ့ဒါပြောမှန်လားပါဗျာငါအသက်ရှင်နေတယ်အသက်ရှင်နေငါကဘာဖြစ်လို့သူများကိုတတ်ရတခုချိုးကမှားရွေးတဲ့အတွေးတွေနဲ့တွေးလိုက်သေးတယ်အေးတတ္တဝါဆိုတာလူချွတ်မှကြွတာဆိုပြီးတော့တတ္တဝါဆိုတာလူချွတ်မှကြွတယ်ဆိုကိုလည်းတတ္တဝါပဲလေကိုလာချွတ်ရင်ဘယ်နဲ့နေဘူးလို့ခံနိုင်မှာမဟုတ်ဘူးလေကိုချွတ်ရင်မှန်လားပါဗျာသူများကြတော့ချွတ်ပေးခြင်းတယ်ဒီတတ္တဝါလေးကတတ်ခံလိုက်ရတယ်ဆိုသူကြောက်ကြောက်လန့်လန့်နဲ့စိတ်ဆင်းရဲပြီးတော့တည်သွားရှာတာဆိုသူကောင်းသူကတိရောက်ဖို့ရှိပါမလားမရှိနိုင်ပါဗျာအနိကဆုံးအာသနကံကကြောက်လန့်ပြီးတော့စိုးရိမ်စိတ်တွေနဲ့စိတ်ဆိုးပြီးတော့ကိုယ်တတ်တဲ့လူပေါ်မှာမကြေမနက်ဖြစ်ပြီးတည်သွားတာကြီးပဲအသက်ခံရတဲ့လူတိုင်းမှန်လားပါဗျာနွားတွေတရိษံတွေလည်းပဲသူတို့မပြောတတ်လို့ကိုယ်လာတတ်တယ်ဆိုရင်ဘယ်သူခံကျင်မလဲမခံကျင်ဘူးမဟုတ်လားမှန်လားပါဗျာမပြောတတ်တာပဲရှိတယ်မခံကျင်တာချင်းတူတူပဲတရားမှာကြောက်ထားခြင်းကတော့တူတူပဲအဲ့ဒါကိုတတ်တယ်ဆိုလို့ရှိရင်ကြည့်ဩငါဒီတရားမှာကြောက်တယ်အသက်ရှင်နေတယ်ဒီတတ္တဝါလေးလည်းတရားမှာကြောက်မှာပဲအသက်ရှင်ခြင်းရှာမှာပဲငါမကြိုက်တဲ့အလုပ်ပဲဖြစ်လို့သူများကိုလုပ်ရမလဲဟောဒါတရားအတိလို့ခေါ်တယ်အတိတရားဆိုတာအဲ့ဒါဒါနကောင်းမှုတွေလုပ်ခွင့်ရတာတရားကျေးဇူးကုသိုလ်အကုသိုလ်သိမမိမှုဖြစ်နေဟုတ်လားကိုယ်အသားကြတော့ထိမှသိကြောက်တယ်အဲ့တော့အတိတရားဆိုတာအဲ့ဒါပြောတာမြတ်စွာဘုရားရဲ့ဟောတဲ့တရားကတရားဘူးတကယ်ကိုတရားဆိုတဲ့အတိုင်းအလွန်တရားတယ်ဟုတ်ကဲ့လားမှန်လားပါဗျာဒီတရားမလိုက်နာဘူးဆိုမတရားဘူးသေချာစဉ်းစားကြည့်မတရားဘူးဆိုတာကိုချင်းမစားလို့မတရားဘူးလို့ပြောလို့ရတယ်လေတရားဆိုတာကတကယ်ကိုမျှတတဲ့စိတ်မဟုတ်ဘူးငါတော့ရှင်ကျင်တယ်သူတော့သိရမယ်ဆိုမမျှတတဲ့စိတ်ထားကြီးပဲလို့ဒါမှန်ကန်တဲ့အတွေးလို့ခေါ်တယ်မှန်ကန်တဲ့အတွေးမပါဘဲနဲ့မှန်ကန်တဲ့နားလည်မှုဆိုမဖြစ်နိုင်ဘူးတဲ့ပြောမယ်ဆိုရင်ဒါတမ္မာဒိဋ္ဌတမ္မာသင်္ကပ္ပဆို right and right thought ပဲဒါဟုတ်ကဲ့လားမှန်ပါဗျာဒါကိုတရားအသိလို့ပြောတာမှန်ကန်တဲ့အသိနဲ့လုပ်ပြီးတော့မြတ်စွာဘုရားကဩ
ပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့ဒီရှုထောင့်၃မျိုးက၃မျိုး၃ပလယ်ကနေပြီးတော့စင်ကြယ်အောင်လုပ်ရမယ်တဲ့ဘာလို့ဆိုရင်ကိုယ်တိုင်လည်းပါဏာတိပါဒကရှောင်ရမယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းရမယ်ပါဏာတိပါဒကရှောင်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောရမယ်တဲ့အဲ့ဒါကိုတိကောတိပရိသုဒ္ဓသုံးဘက်သုံးပလံကနေပြီးတော့ဒီပါဏာတိပါဒကစင်ကြယ်တာကိုယ်တိုင်မလုပ်တဲ့အပြင်ကိုယ်တိုင်တော့မလုပ်ဘူးသူများကိုတော့မလိမ့်တပတ်ပြောတဲ့ပုဂ္ဂိုလ်ကရှိသေးတယ်လေကိုကတော့ငရဲကြီးမှကြောက်တော့မလုပ်ဘူးသူများကိုဟိုတင်းလို့ကြာနေပြီဘုန်းကြီးတစ်ပါးလို့ပေါ့ဘုန်းကြီးတစ်ပါးမဘွေးတွေ့တယ်တဲ့တခါတယောက်ကလာတဲ့အခါကျတော့ဘုန်းကြီးကပြောတယ်တဲ့မဘွေးဟေးဒီမွေကိုက်ရင်သေရတယ်နော်စိတ်ပြင်းတယ်တခါကနားမလဲဘူးအဒီမွေကိုက်ရင်သေရတယ်တခါမကဘူးနှစ်ခါသုံးခါထပြောဘုန်းကြီးကသူကိုယ်တိုင်တော့အဲ့ဒီမွေမရိုက်ဘူးဟုတ်ကဲ့လားမှန်လားပါဗျာဒါပေမဲ့သူစိတ်ထဲကရိုက်စေခြင်းဒီကောင်ကိုက်ရင်ဒီကောင်ဒုက္ခပေးလိုက်မယ်ကိုက်ရင်သေရတယ်အစိတ်ပြင်းတယ်ဆိုဟိုတကားတယောက်ကသဘောပေါက်တဲ့တကားတယောက်ကဒုတ်ဆွဲပြီးဘုံဘုံနဲ့ရိုက်တော့မှအေးအဲ့လိုမှပေါ်လို့ပြောတယ်အဲ့ဒါဒီလှုပ်ထာကိုချီးမွမ်းတာပဲဘာမှမထူးဟုတ်ကဲ့လားမှန်လားပါဗျာဟောဒါကြောင့်မို့လို့မြတ်စွာဘုရားကဒုစရိုက်နဲ့ပတ်သက်လာလို့ရှိရင်ဒုစရိုက်10ပါးကို၄မျိုးနဲ့မြောက်တယ်ကိုယ်တိုင်လည်းမလုပ်ရဘူးချီးလည်းမချီးမွမ်းရဘူးသူများကိုလည်းမတိုက်တွန်းရဘူးစိတ်သဘောလည်းမတူရဘူးတဲ့ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူဟောဒုစရိုက်10ပါးကိုဒီ၄ခုနဲ့မြောက်လိုက်ရင်ဒုစရိုက်40လို့ပြောတယ်တူတူပဲမထူးတချို့ကဝီနီးရှောင်ပြီးတော့အဲ့ဒီမှာကိုယ်တိုင်တော့မလုပ်ဘူးကိုယ်တိုင်တိုက်တွန်းဟုတ်လားကိုယ်တိုင်လှုပ်တာရဲ့တိုက်တွန်းတာရဲ့ချီးမွမ်းတာရဲ့စိတ်တူတာခုနအလိုတူလိုပါပဲလေဘာမှမထူးမှန်လားပါဗျာအေးဒီလိုမှပေါ့ဆိုတာအလိုတူအလိုပါဖြစ်သွားပြီဆိုတော့ကြည့်လေမြတ်စွာဘုရားကဒီတုတ်တံမှာတော့ခုနကရှုထောင့်၃မျိုးကနေကင်းစင်အောင်လုပ်ရမယ်၃ဘက်၃တန်ကနေကင်းစင်အောင်လုပ်ရမယ်ကိုယ်တိုင်လည်းဒီအတွေးနဲ့ပါဏာတိပါဒရှောင်ရမယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းရချီးမွမ်းရမယ်စိတ်တူတာတခုပဲမပါတယ်ချီးမွမ်းပေးရမယ်ချီးမွမ်းရင်စိတ်တူတာလည်းပါသွားပြီပေါ့ဟုတ်ကဲ့လားမှန်လားပါ၃မျိုးတဲ့ထို့တူပဲဉာဏ်နဲ့ဒုစရိုက်တွေလည်းဒီလိုစဉ်းစားအဋိဏဒါနကိုယ်ပစ္စည်းကိုမပေးဘဲနဲ့တစုံတစ်ယောက်ကလိန်ယူမယ်ညာယူမယ်လှည့်စားယူမယ်ဘယ်နည်းနဲ့ပဲယူခိုးမှတိုက်မှမဟုတ်ဘူးကိုယ်ပစ္စည်းကိုတနည်းနည်းနဲ့လိန်ညာယူသွားမယ်ဆိုရင်အယူမခံနိုင်ဘူးဒါကိုမကြိုက်ဘူးကိုကတော့မကြိုက်ဘူးသို့တော့သူများပစ္စည်းကိုအဲ့ဒီလိုလိန်ညာယူတတ်တာမျိုးကရှိတတ်သေးတယ်လေဆိုပါစို့အစ်စ်ကိုအတုလို့ပြောပြီးတော့လုပ်ရင်ဒါလိန်ညာယူတာပဲမထူးဘူးလေမှန်လားပါဗျာပစ္စည်းတစ်ခုဒါအစ်စ်ပါဆိုပြီးတော့အတုကြီးပေးတယ်ခုခေတ်သာပေါ်တဲ့ကြောက်စရာကောင်းတာဆေးဝါးအတုတွေကိုအစ်စ်ပါဆိုတော့မသိတဲ့လူတွေကိုရောင်းချနေတာတို့အဲ့ဒီလိုဟာမျိုးကအလွန်လွန်ကြောက်စရာကောင်းတယ်တစ်ဖက်သားကိုလည်းထိခိုက်မှုဖြစ်စေတယ်တခြားပစ္စည်းတုတာတဲ့ဆေးဝါးပစ္စည်းတုတာကအသက်အန္တရာယ်ကိုသွားပေးနိုင်တယ်ပေါ့မကောင်းတာကြတော့မှန်လားပါဗျာအဲ့တော့တစ်ဖက်သားကိုအကျိုးမဲ့ဖြစ်စေတတ်တဲ့အရာတွေဟောအဋိဏသာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တဇမုံလဆန်းရှိရဲ့ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်သီရိမင်္ဂလာလမ်းကံပြင်ကျောင်းတိုက်ဓမ္မယုံတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ညာဥယျာဓမ္မသဘင်အခမ်းအနားဝယ်ရန်ကုန်မြို့နယ်2ရပ်ကွက်ညီညွတ်ရေးလမ်းအမှတ်3ခါကြီးနေဥမမောင်မြင့်ဒေါ်ဆန်းဆန်းထွေးသားမောင်ကျော်သာထက်သမီးမရင်ဝေလင်သားမောင်တန်းစင်ဆိုမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအတိတရားရှိသူတို့ဤစိတ်နေသဘောထားတရားဒေသနာတော်ဘုရားမြတ်စွာဤမဟာကရုဏာကုံအာယုပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်ဓမ္မသဘင်ကိုစတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ
ယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ခြေသိမ့်နေကမှာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ကြီးကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကိုအထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ပများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုအတိတရားရှိသူတို့ဤစိတ်နေသဘောထားလောကမှာလူတွေပြောကြတယ်ဒီလူကတော့အတိတရားမရှိဘူးဒီလူကတော့အတိတရားရှိတယ်ဘာကိုရည်ညွှန်းပြောနေကြတာလဲအတိတရားဆိုတာဘယ်ရာကိုခေါ်တယ်လဲလို့ခြုံငုံသုံးသပ်ကြည့်ဖို့လိုတယ်အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားလူတယောက်မှာအတိတရားမရှိခင်ကစိတ်နေသဘောထားကဘယ်ပုံရှိပြီးအတိတရားရှိပြီးတဲ့နောက်မှာစိတ်နေသဘောထားပြောင်းလဲလာမှုကဘယ်လိုလဲလို့ကိုဆန်းစစ်ပြီးတော့ကြည့်တင်တာပေါ့အတိတရားလို့ဆိုတာအမှန်ကန်စဉ်းစားနိုင်မှုအခြေခံအားဖြင့်ပြောရမယ်ဆိုရင်တော့လူမှုရေးရာနဲ့ပတ်သက်တဲ့အတိတရားဆိုတာတစ်မျိုးအခြေခံအဆင့်အတိတရားတစ်မျိုးထို့တဲ့အဆင့်မြင့်သွားတဲ့အတိတရားကတစ်မျိုးလို့အတိတရားကိုအကျဉ်းပြင်းအားဖြင့်အဆင့်2မျိုး level 2မျိုးခွဲပြီးတော့ကြည့်လို့ရတယ်ပေါ့မှန်ပါဗျာလူတွေဆိုတာအခြေခံအဆင့်ဆိုတာရှိကိုရှိရအခြေခံအဆင့်မှာအတိတရားမရှိဘဲနဲ့အဆင့်မြင့်မှာအတိတရားရှိတယ်ဆိုတာမဖြစ်နိုင်ဘူးเนาะမှန်ပါဗျာအခြေခံအဆင့်ပြည့်စုံပြီးသားပုဂ္ဂိုလ်များတာလဲအဆင့်မြင့်အတိတရားဆိုတာဖြစ်နိုင်တယ်အဲ့တော့အတိတရားလို့ဆိုသည့်နေရာမှာအမျိုးမျိုးရှိနိုင်တယ်လို့ဒီလိုမှတ်ရမယ်အတိတရားဆိုတာအခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတိုင်းမှာရှိတဲ့ရှိလိုက်တဲ့အခြေခံအတိတရားဆိုတာဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုယ်ချင်းစာတရားပဲလောကမှာကိုယ်ချင်းစာတရားထားတတ်တဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်သားရဲ့ခံစားချက်ကိုသိပြီးတော့မကောင်းတဲ့အလုပ်မလုပ်တဲ့သူတော်ကောင်းမျိုးဖြစ်တတ်တယ်ဒီမကောင်းတဲ့လူတွေလူဆိုးလူမိုက်တွေလူရန်ကားတွေအတိတရားမရှိတဲ့လူတွေဆိုတာကိုယ်ချင်းစာတရားမရှိတဲ့ပုဂ္ဂိုလ်တွေလို့ပြောရမယ်နော်မှန်ပါဗျာကိုယ်ချင်းစာဆိုတာဘာကိုခေါ်တာတော့ဆိုရင်ကိုယ်နဲ့နှိုင်းစာပြီးတော့ကြည့်တယ်အဲ့တော့ကိုယ်နဲ့နှိုင်းစာကြည့်တယ်ဆိုတဲ့နေရာမှာဘယ်လိုအဆင့်မျိုးကိုပြောတာတော့ထပ်ပြီးတော့ခွဲလို့ရသေးတယ်ကိုယ်နဲ့နှိုင်းစာရမယ်ဆိုလို့ရှိရင်ဥပမာမကောင်းတဲ့အလုပ်လောက်ကင်စားတော့တဲ့ပုဂ္ဂိုလ်တယောက်ကကိုယ်နဲ့နှိုင်းရမှာလားနော်မကောင်းတဲ့လူတယောက်ကကိုယ်နိုင်နှမ်းပြီးတော့ကိုချင်းစာရမှာလားဒီလိုဟာမျိုးမဟုတ်ဘူးနော်ကိုချင်းစာဆရာကိုချင်းစာတရားဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအတ္တုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုနဲ့ရှင်းပြီးတော့ကြည့်ရမယ်
ကိုယ်အကြိုက်နဲ့ရှင်းရှင်းပြီးတော့ကြက်အများရဲ့စိတ်ဆန္ဒအများရဲ့ကြိုက်နှစ်သက်မှုကိုရှင်းပြီးတော့ကြည့်ရမယ်ကိုယ်ကြိုက်နှစ်သက်တာနဲ့ရှင်းပြီးတော့ကြည့်ရမယ်ဆိုပါစို့လူတစ်ယောက်ကအရက်တောက်ခြင်းအရက်ကြိုက်တယ်သူလည်းတောက်ခြင်းတောက်ပါစေဆိုတာဒါကိုချင်းစာတရားတော့မဟုတ်ဘူးဒီဟာမျိုးဆိုလိုတာမဟုတ်ဘူးเนาะမှန်လားပါဗျာဒီလိုဟာမျိုးဆိုလိုတာမဟုတ်ဘူးအခြေခံအဆင့်ကဘယ်လိုပြောရမလဲလို့ဆိုရင်လူတိုင်းဟာဒုက္ခကာမဒုက္ခပฏิကူလချမ်းသာတာကြိုက်တယ်တဲ့ဆင်းရဲတာမကြိုက်ဘူးဆင်းရဲမှုကိုယုံမုန်းတယ်ဘယ်သူပဲမေးလိုက်ပြီးတော့လူရှိသမျှကိုအကုန်စစ်တမ်းထုတ်ပြီးတော့မေးရင်ဒုက္ခကာမစိတ်ပုံမှန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလိုက်မေးမယ်ဆိုရင်ဒုက္ခကာမချမ်းသာခြင်းနဲ့ချမ်းသာတယ်ဆိုတာပတ်စံချမ်းသာတာကိုပြောတာမဟုတ်ဘူးနော်မှန်လားပါဗျာလူဆိုတာဘဝမှာအစဉ်ပြေလေးနေခြင်းတာချမ်းသာခြင်းနဲ့အေးစစ်စစ်နေခြင်းနဲ့အဲ့ဒီချမ်းသာမျိုးကိုပြောတာမှန်လားပါဗျာပတ်စံချမ်းသာတာကစိတ်ချမ်းသာတာမဟုတ်ဘူးတခြားစီနော်မှန်လားပါဗျာဒါကြောင့်မို့ဗမာစကားမှာသွားပြီးတော့ရောတတ်တယ်လူချမ်းသာနဲ့သွားပြောလို့ရှိရင်ပတ်စံရှိတဲ့လူကိုလူချမ်းသာလို့သွားတွက်တတ်တယ်အဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးမှန်လားပါဗျာမိမိအစဉ်တန်းလိုက်ဘဝမှာစိတ်ချမ်းသာကိုချမ်းသာနေတာဟုတ်ဒါစိတ်ချမ်းသာတယ်လို့ခေါ်တာပဲပတ်စံတွေဘလောက်များနေစိတ်ချမ်းသာခြင်းမှာချမ်းသာတယ်လေငွေကြေးတွေကထောင်တောင်းသိန်းပေါင်းထောင်တောင်းရင်းနှီးထားတယ်အဲ့ဒီအလုပ်တစ်ခုမတော်တဆပျက်စီးသွားမှကိုအမြဲတမ်းစိုးရိမ်နေရတယ်ဟောချမ်းသာတဲ့ငွေချမ်းသာတဲ့ပုဂ္ဂိုလ်ဟာထိုငွေတွေဆုံးရှုံးမှအမြဲကြောက်နေရတယ်မှန်လားပါဗျာအဲ့ဒါချမ်းသာမဟုတ်ဘူးပတ်စံချမ်းသာတာချမ်းသာတာမဟုတ်ဘူးတကယ်စစ်ချမ်းသာတာကအဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးတဲ့မိသားစုဘဝမှာဗာနဲ့ပဲနေရစာဝတ်နေရေးလေးပြည့်စုံနဲ့မတောင်းမတမကြောက်မကြနဲ့အေးသက်သာချမ်းသာနေနိုင်ရတယ်ဆိုတာမျိုးကိုဆိုလိုတယ်အဲ့တော့လူတိုင်းဟာချမ်းသာခြင်းကြတယ်ခုနငွေရှာတဲ့ပုဂ္ဂိုလ်တွေကလည်းချမ်းသာခြင်းလို့ရှာတာပဲရှာတာကတော့ချမ်းသာခြင်းတယ်သို့တော့ချမ်းသာခြင်းလို့ရှာပေမဲ့လို့ချမ်းသာတယ်တွေ့သလားဆိုချမ်းသာမှာတာတွေမဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေလည်းအများကြီးတွေ့ရတာပေါ့ဒါကြောင့်စိတ်ချမ်းသာမှုဆိုတာတစ်ခုနဲ့တစ်ခုမတူဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကတာဂဝင်တွေကအလှဲ့ကျခုခေတ်လို့ပြောမယ်ဆိုရင်တော့တပါတီစနစ်လူမျိုးတစ်မျိုးကအုပ်စိုးတာကို oligarchy system လို့ခေါ်တယ် monarchical system ဆိုတာဧကရာဇ်ဘုရင်တွေအုပ်စိုးတာဘုရင်တဦးတည်းကနေပြီးသားစဉ်မျိုးဆက်အုပ်စိုးသွားတာmonarchical system လို့ခေါ်တယ်ဘုရားလက်ထက်ကဗိမိတာရတို့ကောသလတို့အဲ့ဒီစနစ်နဲ့အုပ်စိုးတာသူတို့သားစဉ်မြေဆက်ဘုရင်အုပ်စိုးတာဘုရားရဲ့အမျိုးဖြစ်တဲ့တာဂီဝင်တွေတို့ဟိုဝေသာလီယပြည်ကလိတ်ဆွေတို့ဘုရားပြိဋိဘံဆိုင်ရာရက်ကမန္လာတိုင်းကမန္လာမင်းတွေတို့ဆိုတာတွေက oligarchy system လို့ခေါ်တယ်ခုခေတ်လို့ဆိုရင်တော့တပါတီအုပ်စိုးတယ်လို့ဒီလိုပြောနော်မှန်လားပါဗျာလူမျိုးတစ်မျိုးကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အုပ်စိုးတဲ့စနစ်ပေါ့ခုခေတ်က Republican ဆိုတာတွေနဲ့ခတ်ဆင်ပေါ့သို့တော့မဲနဲ့တင်မြှောက်ထားတာမဟုတ်ဘူးသူတို့လူမျိုးအုပ်စုကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အလှည့်ကျခုခေတ်လို့ပြောမယ်ဆိုရင်အလှည့်ကျဥက္ကဋ္ဌပေါ့အလှည့်ကျသမတနဲ့သွားတာမျိုးအဲ့ဒီထဲမှာတာဂဝင်မင်းတွေထဲမှာအလှည့်ကျပြီးတော့ဥက္ကဋ္ဌလုပ်နေရတဲ့ဗတ္တိယဆိုတာသူ့ရဲ့တငယ်ချင်းအနုရုဒ္ဓကနေပြီးတော့အတင်းဆွဲပြီးတော့သင်္ကန်းဝတ်ရအောင်ပြောတော့နောက်ဆုံးကိုတငယ်ချင်းကိုခင်မင်နာနဲ့ဥက္ကဋ္ဌသမတယာတုကိုစွန့်ပြီးတော့သူပဲသင်္ကန်းဝတ်သွားတယ်တူတူသင်္ကန်းဝတ်လိုက်ကြတယ်အနုရုဒ္ဓတို့ဗတ္တိယတို့အာနန္ဒာတို့ဘဂုတို့ဒေဝတတ္တတို့ဆိုတအုပ်စုတွေသင်္ကန်းဝတ်လိုက်ကြတာအဲ့တော့အဲ့ဒီမဲ့ဗတ္တိယကလက်ရှိယာတုတစ်ခုကိုစွန့်လွတ်ပြီးတော့သူသင်္ကန်းဝတ်လိုက်တော့မြတ်စွာဘုရားတရားတော်မှာကျင့်လိုက်တဲ့အခါတရားအသိရှိသွားပြီးယဟန္တာဖြစ်သွားတဲ့အချိန်ကနေပြီးတော့သူတပါးနဲ့နေတဲ့အခါမှာနှုတ်ကနေမကြာခဏသူကနှုတ်ကနေပြီးတိုးနဲ့ပြောနေတတ်တယ်ဘာပြောတော့ဆိုအဟောဒုက္ခံ
ချမ်းသာလိုက်တာနော်ချမ်းသာလိုက်တာဒီဘဝကိုငကိုတော့ तू မလာခြင်းဘူးတိုင်းပြည်ကိုအုပ်စိုးရတဲ့ဘဝကိုပဲ तू ကြိုက်တယ်ဒီယဟန်ဘဝကို तू မလိုလားဘူးသို့တော့တရားအသိရှိလိုက်တဲ့အခါကျတော့ तू စိတ်နေသဘောထားတွေပြောင်းသွားတယ်ပြောင်းသွားပြီးတော့ तू ဘာပြောတော့ဆိုချမ်းသာလိုက်တာချမ်းသာလိုက်တာသူစိတ်ထဲမှာလာတာနောက်တောင်ကျသွားတယ်လို့ထင်တယ်ဟုတ်ကဲ့ခုမှချမ်းသာတာအလုံးကိုစွန့်လွတ်လိုက်တယ်စွန့်လွတ်ပြီးတော့ယဟန်ဘဝကူးပြောင်းပြီးတရားအသိတွေရသွားတဲ့အချိန်မှာချမ်းသာလိုက်တာဆိုတော့ဘေးကပုဂ္ဂိုလ်တွေကအေးဒီယဟန်ကအမြဲတမ်းသူကချမ်းသာလိုက်တာချမ်းသာလိုက်တာပြောတာလူဘဝတုန်းကမင်းစည်းစိမ်မျော်လင့်ပြီးတော့သူကချမ်းသာတာနဲ့ညီးနေတာလားအဲ့ဒါကိုပြန်ပြီးရကြံလို့များနောက်ကျောင်းပြန်နေတာလားလွမ်းတနေတာလားလို့ဘေးကထင်ညတယ်မှန်လားပါထင်တဲ့အခါကျတော့မြတ်စွာဘုရားကိုသွားလျှောက်ကြတယ်ဗတ္တိယကဘယ်နေရာဖြစ်ဖြစ်သူပါဇက်ကချမ်းသာလိုက်တာပြောနေသူဘာရည်ပဲပြီးပြောတာတော့ဆိုတော့ဘုရားကရှင်းအောင်လို့ခေါ်မေးတယ်နေပါအောင်ဗတ္တိယချမ်းသာလိုက်တာလို့နှုတ်ကမကြခဏပြောရအောင်ဘာကိုရည်စူးတာတုံးလို့ဆိုအရှင်ဘုရားတဲ့တပည့်တော်တိုင်းပြည်မှာဘယင်လုံနေတဲ့အချိန်ဥက္ကဋ္ဌသမထယာတုရနေတဲ့အချိန်တုန်းကတပည့်တော်အဆောင်အရှောက်တွေချထားပါရဲ့တန်းနဲ့တပည့်တော်အိတ်ကောင်းခြင်းမအိတ်ရဘူးဗျာတဲ့အမြဲတမ်းတတိရှိနေရတယ်ပေါ့ငါများဘသူကလာပြီးတော့လောက်ကြမှာတော့လို့စိုးရင်တကြီးဖြစ်နေတယ်ငါ့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တွေကငါမြတ်လားဒုက္ခပေးမှလားနဲ့အမြဲတမ်းဘယ်သူမှမယုံရဘူးကိုနားနေတဲ့လူတောင်ကိုကမယုံဘူးကိုသက်တော်ဆောင်တောင်ကိုမယုံဘူးဖြစ်နေအဲ့ဒီတုန်းကကြောက်လန့်နဲ့ကောင်းမွန်မအိပ်ရဘူးအမြဲတမ်းတတိရှိနဲ့နေရတဲ့ဘဝကြီးတဲ့အခုကျတော့တပည့်တော်ဘယ်သူမှလည်းကြောက်စရာမလိုတော့ဘူးဘယ်နေရာနေတပည့်တော်ဘာအန္တရာယ်မှမရှိဘူးခုမှလွတ်လပ်ပြီးတော့ချမ်းသာတကယ်ကိုဝိမု ക്തി ဒုက္ခအလုံးလွတ်ကင်းသွားတယ်စိတ်နေထားကလည်းလွတ်သွားတယ်ဘာမှတွေ့တာစရာမရှိဘူးမိသားစုပေါ်မှာလည်းမတွေ့တာတော့ဘူးကိုယ့်ကိုယ်လည်းမတွေ့တာတော့ဘူးလုံးဝကြီးလွတ်ကင်းချမ်းသာတာခုမှချမ်းသာတာဒီချမ်းသာရတာတပည့်တော်နောက်ကျလိုက်တာလို့ဒါကိုရည်ရွယ်ပြီးတော့တပည့်တော်ချမ်းသာလိုက်တာလို့ပြောတာပါတဲ့ကဲတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားကမရှိခင်ကသဘောထားနဲ့မကွာဘူးလားကွာခြားပါတယ်ခင်ဗျာမရှိခင်တုန်းကဒါကိုပြင်းစရာကြီးလို့ပဲထင်တာပဲလေမှန်လားပါဗျာမိသားစုဘဝဆွန့်လွတ်ပြီးတော့တရားဓမ္မကျင့်ဖို့တောတဲ့တောင်နဲ့ထွက်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးတရားအသိမရှိခင်ကအလွန်ပြင်းစရာကောင်းတဲ့လုပ်ငန်းကြီးတစ်ခုပဲလို့ဒီလိုမြင်ခဲ့တယ်တရားအသိလည်းရှိလိုက်ရောအဟောတုခံချမ်းသာလိုက်တာဆိုတာဟောတရားသိသူအသိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ဒီသဘောထားအမတန်မှထူးခြားတယ်ဒါကအခြေခံသဘောတရားမဟုတ်ဘူးအတော့အဆင့်မြင့်သွားတဲ့သဘောတရားဖြစ်သွားပြီမှန်လားပါဗျာဒီအဆင့်ရောက်ဖို့ဟာလူတိုင်းမလွယ်ဘူးဒါဖြင့်အခြေခံအသိတရားရှိဖို့ဆိုတာဘာတော့ဆိုရင်ခုနကိုချင်းစာတရားဆိုတာဒုက္ခကာမလူတိုင်းဟာချမ်းသာတာကိုမျက်နှိုးတယ်ချမ်းသာခြင်းကြတယ်ဒုက္ခပฏิကုလဆင်းရဲတာကိုယွံမုန်းကြတယ်ဆင်းရဲတာကြောက်တယ်ဒါကအလုံးတူညီတဲ့သဘောတရားပဲအဲ့ဒီလိုဖြစ်ပါရဲ့သားနဲ့လူတွေကကိုချမ်းသာဖို့အတွက်သူများကိုဘာလို့ဒုက္ခပေးကြသလဲဒါတရားနဲ့သိရအတိတရားဆိုတာအဲ့ဒါပြောတာမှန်လားပါဗျာငါချမ်းသာခြင်းနဲ့ဒုက္ခကိုယွံမုန်းတယ်ငါချမ်းသာရဲ့သားနဲ့ငါမကြိုက်တဲ့အလုပ်ကြဘာဖြစ်လို့လုပ်ချင်ရလဲဟောစဉ်းစားရမယ်တဲ့မြတ်စွာဘုရားဒါတရားအသိလို့ပြောတာเนาะဒီတရားအသိကအခြေခံအသိပဲကဲဘုရားမြတ်စွာရဲ့အကျင့်တရားတွေမှာသီလကအစပဲဘာဖြစ်လို့တုံးဆိုမြတ်စွာဘုရားကဘယ်သူပဲဖြစ်ဖြစ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်မယ်ဆိုရင်ဘာကစမလို့ဆိုရင်ကုသိုလ်တရားတွေရဲ့အစမှာနှစ်ခုရှိတယ်တဲ့တစ်ခုကကိုချင်းတရားကုသိုလ်တရားတွေရဲ့အစနံပါတ်1ကကိုချင်းတရားနံပါတ်2ကအမြင်မှန်ဟောဒီနှစ်ခုနဲ့စရမယ်အမှန်မြင်ရမယ်လို့ဆိုဘာဟိယဆိုတဲ့ယဟန်ဒီဘာဟိယကဟိုဘာဟိယဓာရုစီရိယမဟုတ်ဘူးနောက်ဘာဟိယတပါမြတ်စွာဘုရားကဟောတယ်တတ္တမတိဟတေဘာဟိယအာဓိမေဝဝိသောတေဟိကုသလေတုတံမေတုဘာဟိယမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်ချင်တယ်ဆိုရင်တဲ့
ကုသိုလ်တရားတွေရဲ့အစကိုမင်းပြည့်စုံအောင်လုပ်တယ်ကောစာတိကုသလနာဓမ္မနံကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲသီလင်္စသူဝိတုဒ္ဓံလုံးဝဖြူစင်တဲ့ကိုချင်းတရားကိုချင်းတရားဖြူစင်အောင်လုပ်ရမယ်တဲ့ဒါနံပါတ်1မှန်လားပါဗျာဒိဋ္ဌိစဥစုကာဖြောင့်မှန်တဲ့အမြင်ရှိရမယ်လို့ဟောဒီနှစ်ခုဟာကုသိုလ်တရားတွေရဲ့အစပဲဒီကုသိုလ်နှစ်ခုမှမရှိရင်ကုသိုလ်တရားတွေစလို့မရဘူးကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေစဝင်လာတာဒီနှစ်ခုကစတာကဲကောင်းပြီမြတ်စွာဘုရားကဟောတာလေကိုချင်းတရားကစလို့ဆိုတော့ကိုချင်းတရားဆိုတာအလုံးသိကြတဲ့အတိုင်းအရေးကြီးတာကဘာလို့ဆိုရင်မနောဒုစရိုက်ကိုအသာထားအများနဲ့ဆက်ဆံတာကိုကြည့်လိုက်မယ်ဆိုရင်ကာယဒုစရိုက်နဲ့ဝစီဒုစရိုက်ကာယဒုစရိုက်4မျိုးဝစီကာယဒုစရိုက်3မျိုးနဲ့ဝစီဒုစရိုက်4မျိုးအားလုံးအဲ့ဒီ9မျိုးအခြေခံအဆင့်ကိုပြောမယ်ဆိုလို့ရှိရင်ကာယဒုစရိုက်3မျိုးဆိုတာသူများအသက်ကိုတတ်ခြင်းပါဏာတိပါဒအဒိဏဒါနသူများဥစ္စာကိုခိုးခြင်းမတရားယူခြင်းကာမေတုမိစ္ဆာစာရကာမဂုဏ်တရားတွေမှာမှောက်မှောက်မှမှပြုကျင့်ခြင်းလို့ဆိုတယ်ဒါကကာယဒုစရိုက်3ပါးလို့ခေါ်တယ်အဲ့ဒီကာယဒုစရိုက်ကိုတရားအသိနဲ့ဆင်ခြင်ရမယ်တဲ့ဖြောက်အောင်တရားအသိနဲ့ဆင်ခြင်ပြီးတော့ဒီကာယဒုစရိုက်တွေကိုပယ်လှန်ပြီးတော့ကာယဒုစရိုက်ကိုကျင့်သုံးရမယ်လို့ဆိုလို့တွေးပုံတွေးနည်းကိုမြတ်စွာဘုရားပေးထားတယ်ကိုချင်းစာတဲ့အတွေးနဲ့တွေးကြည့်ပါတဲ့ပါဏာတိပါဒနဲ့ပတ်သက်ပြီးတွေးလိုက်မယ်ဆိုလို့ရှိရင်ငါဒီသေရမှာကြောက်တယ်။ဒါလူတိုင်းသေရမှာကြောက်ကြမှာကြီးပဲနော်။မှန်လားပါဗျာ။သေရမှာကြောက်တာကြီးပဲမသေးချင်ကြသေးဘူးသူကမသေးချင်ဘူးအသက်ရှင်နေတယ်။သက်ရှိတ attva တိုင်းအားလုံးဟာမသေးချင်ကြဘူးအသက်ရှင်နေချင်ကြအသက်ရှည်ချင်ကြဒါကြောင့်မို့လို့ဒါတယောက်ဆူတောင်းလို့ဆူပေးလို့ရှင်လေဩအသက်ရှည်ပါစေကျန်းမာပါစေနဲ့ဆူပေးကြတယ်ဘယ်သူမှအသက်တိုပါစေလို့မပြောဘူးနော်မှန်လားပါဗျာအသက်ရှည်ပါစေလူတိုင်းဟာအသက်ရှည်နေခြင်းဒါလူတွေရဲ့ဆန္ဒကိုယ့်ရဲ့ဆန္ဒကိုကအသက်ရှင်တာကိုမျက်နှိုးတယ်သေတာကိုမုန်းတယ်တချို့များသေတာကိုအမင်္ဂလာဆိုပြီးလူကြားတဲ့စကားပြောနားတော်မထောင်ကြဘူးနော်သေတဲ့အကြောင်းလာပြောရင်တော့ဟာနမိတ်မရှိနမမရှိမပြောနဲ့တောင်ပြောလိုက်သေးတယ်နော်မှန်လားပါဗျာမသာအတုအိမ်သွားပြီးရင်ပြန်လို့ရှိရင်ကရောတင်မောနဲ့ခေါင်းလျှော်ရသေးတယ်မဟုတ်တဲ့အတွေးတွေတွေးမိလို့ပါဒါနော်မှန်လားပါဗျာတရားအသိရှိရင်ဒါတွေလုပ်ဖို့လိုသလားမလိုဘူးလားစဉ်းစားကြည့်ပေါ့မှန်လားပါဗျာအတုအိမ်သွားရင်တဏတယ်လို့ဒီလိုယူဆကြတယ်လူတွေကအဲ့ဒါကိုပြန်ပြီးတော့သိတိတင်တယ်သို့တော့ရင်ဘတ်ထဲမှာလောဘတွေဒေါသတွေမောဟတွေရန်သူတွေကဒီထဲမှာမှန်လားပါဗျာလျှော်တာကရန်သူကိုမလျှော်ဘဲနဲ့ခေါင်းသွားလျှော်တာတလွဲသွားလုပ်နေတာမှန်လားပါဗျာခေါင်းတန်ရှင်းသွားတာနဲ့အတွင်းထဲကလောဘဒေါသမောဟတန်ရှင်းသွားမှာမဟုတ်တာပဲတန်ရှင်းပါဗျာအဲ့တော့အတုပတွေ့တယ်ဆိုလို့ရှိရင်တနေ့ငါလည်းတရားအောင်မှလို့စဉ်းစားပါလို့မြတ်စွာဘုရားဒီလိုခေါ်တာအဲ့လိုစဉ်းစားဖြင့်အသက်ရှင်နေတုန်းကတခုကောင်းတာတွေလုံးပါပဲဆိုတဲ့အတွေ့တွေးရမယ်ခုနကတလွဲတွေးနေတာတလွဲတွေးတာနဲ့တပြိုင်နက်တလွဲလုပ်တယ်အဲ့ဒါကိုဘာခေါ်တော့ဆိုမောဟလို့ခေါ်တာမောဟဆိုတာစာရဲပါတာမဟုတ်ဘူးစာရဲပါတဲ့မောဟမဟုတ်ဘူးကိုယ်တိုင်ကအမှန်မသိတာဟာမောဟအမှန်မသိဘူးဆိုတာအမှားသိတာအတုအိမ်သွားလို့ဒါနမိတ်မရှိနမမရှိပြန်ကြတော့ဒါကြက်တည်တွေရုပ်လာတယ်ထင်ပြီးတော့ခေါင်းလျှော်ရတာနဲ့တယောကင်မွန်းနဲ့ဘာလို့ရတာနဲ့ဟောတကယ်လျှော်ရမှာကိုယ်စိတ်ပဲနော်ဖြူစင်အောင်ထားရမှာတော့တလွဲလုံနေတယ်ဆိုတော့အကျိုးမဖြစ်ဘူးပေါ့ဒါတလွဲလုံနေရင်အကျိုးမဖြစ်ဘူးအေးကောင်းပြီတလွဲမတွေးရဘူးတဲ့မှန်မှန်ကန်ကန်တွေးရမယ်ဩ तू ကအသက်ရှင်နေတယ်မသေးခြင်းဘူးငါလည်းအသက်ရှင်နေတယ်မသေးခြင်းဘူးဒီလိုအသက်ရှင်ခြင်းမသေးခြင်းနာဖြစ်ရတဲ့ငါကသူတစ်ပါးကိုတတ်တယ်ဆိုရင်တရားပါမလားတရားပါဗျာဒီလိုစဉ်းစားပါတဲ့မြတ်စွာဘုရားဒါအတုပနာယိကဆိုတာအဲ့ဒါပြောတယ်မှန်လားပါဗျာငါအသက်ရှင်နေတယ်အသက်ရှင်နေငါကဘာဖြစ်လို့သူများကိုတတ်ရတခုချို့ကမှားယွင်းတဲ့အတွေးတွေနဲ့တွေးလိုက်သေးတယ်အေးတတ္တဝါဆိုတာလူချွတ်မှကြွတာဆိုပြီးတော့တတ္တဝါဆိုတာလူချွတ်မှကြွတယ်ဆိုကိုယ်လည်းတတ္တဝါပဲလေကိုယ်လာချွတ်ရင်ဘယ်နဲ့နေလို့ခံနိုင်မှာမဟုတ်ဘူးလေကိုယ်ချွတ်ရင်မှန်လားပါဗျာ
သူများကြတော့ချွတ်ပေးခြင်းတယ်ဒီတတ္တဝါလေးကတတ်ခံလိုက်ရတယ်ဆိုသူကြောက်ကြောက်လန့်လန့်နဲ့စိတ်ဆင်းရဲပြီးတော့တည်သွားရှာတာဆိုသူကောင်းသူကတိရောက်ဖို့ဖြစ်ပါမလားမရှိနဲ့ပါဗျာအနိကဆုံးအာသနကံကကြောက်လန့်ပြီးတော့စိုးရိမ်စိတ်တွေနဲ့စိတ်ဆိုးပြီးတော့ကိုယ်တတ်တဲ့လူပေါ်မှာမကြေမနက်ဖြစ်ပြီးတည်သွားတာကြီးပဲအတတ်ခံရတဲ့လူတိုင်းမှန်ပါပါဗျာနွားတွေတရိษံတွေလည်းပဲသူတို့မပြောတတ်လို့ကိုယ်လာတတ်တယ်ဆိုရင်ဘယ်သူခံညင်မလဲမခံညင်ဘူးမဟုတ်လားမှန်ပါပါဗျာမပြောတတ်တာပဲရှိတယ်မခံညင်တာချင်းတူတူပဲတရားမှာကြောက်ထားခြင်းကတော့တူတူပဲအဲ့ဒါကိုတတ်တယ်ဆိုလို့ရှိရင်ကြည့်ဩငါဒီတရားမှာကြောက်တယ်အသက်ရှင်ခြင်းတယ်ဒီတတ္တဝါလေးလည်းတရားမှာကြောက်မှာပဲအသက်ရှင်ခြင်းရှာမှာပဲငါမကြိုက်တဲ့အလုပ်ပဲဖြစ်လို့သူများကိုလုပ်ရမလဲဟောဒါတရားအတိလို့ခေါ်တယ်အတိတရားဆိုတာအဲ့ဒါဒါနကောင်းမှုတွေလုပ်ခွင့်ရတာတရားကျေးဇူးကုသိုလ်အကုသိုလ်သိမမိမှုဖြစ်နေဟုတ်လားကိုယ်အသားကြတော့ထိမှသိကြောက်တယ်အဲ့တော့အတိတရားဆိုတာအဲ့ဒါပြောတာမြတ်စွာဘုရားရဲ့ဟောတဲ့တရားကတရားဘူးတကယ်ကိုတရားဆိုတဲ့အတိုင်းအလွန်တရားတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာဒီတရားမလိုက်နာဘူးဆိုမတရားဘူးသေချာစဉ်းစားကြည့်မတရားဘူးဆိုတာကိုချင်းမစားလို့မတရားဘူးလို့ပြောလို့ရတယ်လေတရားဆိုတာကတကယ်ကိုမျှတတဲ့စိတ်မဟုတ်ဘူးငါတော့ရှင်ကျင်တယ်သူတော့သိရမယ်ဆိုမမျှတတဲ့စိတ်ထားကြီးပဲလို့ဒါမှန်ကန်တဲ့အတွေးလို့ခေါ်တယ်မှန်ကန်တဲ့အတွေးမပါဘဲနဲ့မှန်ကန်တဲ့နားလည်မှုဆိုမဖြစ်နိုင်ဘူးတဲ့ပြောမယ်ဆိုရင်ဒါတမ္မာဒိဋ္ဌတမ္မာသင်္ကပ္ပဆို right and right thought ပဲဒါဟုတ်ကဲ့လားမှန်ပါပါဗျာဒါကိုတရားအသိလို့ပြောတာမှန်ကန်တဲ့အသိနဲ့လုပ်ပြီးတော့မြတ်စွာဘုရားကပါဏာတိပတ္တနဲ့ပတ်သက်ပြီးတော့ဒီရှုထောင့်၃မျိုးက၃မျိုး၃ပလယ်ကနေပြီးတော့စင်ကြယ်အောင်လုပ်ရမယ်တဲ့ဘာလို့ဆိုရင်ကိုယ်တိုင်လည်းပါဏာတိပတ္တကရှောင်ရမယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းရမယ်ပါဏာတိပတ္တကရှောင်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောရမယ်တဲ့အဲ့ဒါကိုတိကောတိပရိသုဒ္ဓသုံးဘက်သုံးပလံကနေပြီးတော့ဒီပါဏာတိပတ္တကစင်ကြယ်တာကိုယ်တိုင်မလုပ်တဲ့အပြင်ကိုယ်တိုင်တော့မလုပ်ဘူးသူများကိုတော့မလိမ့်တပတ်ပြောတဲ့ပုဂ္ဂိုလ်ကရှိသေးတယ်လေကိုကတော့ငရဲကြီးမှကြောက်တော့မလုပ်ဘူးသူများကိုဟိုတင်းလို့ကြနေပြီဘုန်းကြီးတစ်ပါးလို့ပေါ့ဘုန်းကြီးတစ်ပါးမဘွေးတွေ့တယ်တဲ့တခါတယောက်ကလာတဲ့အခါကျတော့ဘုန်းကြီးကပြောတယ်တဲ့မဘွေးဒီမွေကြိုက်ရင်သေရတယ်နော်စိတ်ပြင်းတယ်တခါကနားမလဲဘူးဒီမွေကြိုက်ရင်သေရတယ်တခါမကဘူးနှစ်ခါသုံးခါထပြောဘုန်းကြီးကသူကိုယ်တိုင်တော့အဲ့ဒီမွေမရိုက်ဘူးဟုတ်ကဲ့လားမှန်ပါပါဗျာဒါပေမဲ့သူစိတ်ထဲကရိုက်စေခြင်းဒီကောင်ကြိုက်ရင်ဒီကောင်ဒုက္ခပေးလိုက်မယ်ကြိုက်ရင်သေရတယ်အစိတ်ပြင်းတယ်ဆိုဟိုတခါတယောက်ကသဘောပေါက်တဲ့တခါတယောက်ကဒုတ်ဆွဲပြီးဘုံဘုံနဲ့ရိုက်တော့မှအေးအဲ့လိုမှပေါ်လို့ပြောတယ်အဲ့ဒါဒီလှုပ်ထာကိုချီးမွမ်းတာပဲဘာမှမထူးဟုတ်ကဲ့လားမှန်ပါဗျာဟောဒါကြောင့်မို့လို့မြတ်စွာဘုရားကဒုစရိုက်နဲ့ပတ်သက်လာလို့ရှိရင်ဒုစရိုက်10ပါးကို၄မျိုးနဲ့မြောက်တယ်ကိုယ်တိုင်လည်းမလုပ်ရဘူးချီးလည်းမချီးမွမ်းရဘူးသူများကိုလည်းမတိုက်တွန်းရဘူးစိတ်သဘောလည်းမတူရဘူးတဲ့ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူဟောဒုစရိုက်10ပါးကိုဒီ၄ခုနဲ့မြောက်လိုက်ရင်ဒုစရိုက်40လို့ပြောတူတူပဲမထူးတချို့ကဝီနီးရှောင်ပြီးတော့အဲ့ဒီမှာကိုယ်တိုင်တော့မလုပ်ဘူးကိုယ်တိုင်တိုက်တွန်းဟုတ်လားကိုယ်တိုင်လှုပ်တာရဲ့တိုက်တွန်းတာရဲ့ချီးမွမ်းတာရဲ့စိတ်တူတာခုနအလိုတူလိုပါပဲလေဘာမှမထူးမှန်ပါပါဗျာအေးဒီလိုမှပေါ့ဆိုတာအလိုတူအလိုပါဖြစ်သွားပြီဆိုတော့ကြည့်လေမြတ်စွာဘုရားကဒီတုတ်တံမှာတော့ခုနကရှုထောင့်၃မျိုးကနေကင်းစင်အောင်လုပ်ရမယ်၃ဘက်၃တန်ကနေကင်းစင်အောင်လုပ်ရမယ်ကိုယ်တိုင်လည်းဒီအတွေးနဲ့ပါဏာတိပတ္တရှောင်ရမယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းရချီးမွမ်းရမယ်စိတ်တူတာတခုပဲမပါတယ်ချီးမွမ်းပေးရမယ်ချီးမွမ်းရင်စိတ်တူတာလည်းပါသွားပြီပေါ့ဟုတ်ကဲ့လားမှန်ပါပါ၃မျိုးတဲ့ထို့တူပဲဉာဏ်နဲ့ဒုစရိုက်တွေလည်းဒီလိုစဉ်းစားအဋိဏဒါနကိုယ်ပစ္စည်းကိုမပေးဘဲနဲ့တစုံတစ်ယောက်ကလိန်ယူမယ်ညာယူမယ်လှည့်စားယူမယ်ဘယ်နည်းနဲ့ပဲယူခိုးမှတိုက်မှမဟုတ်ဘူးကိုယ်ပစ္စည်းကိုတနည်းနည်းနဲ့လိန်ညာယူသွားမယ်ဆိုရင်အယူမခံနိုင်ဘူးဒါကိုမကြိုက်ဘူးကိုကတော့မကြိုက်ဘူးသို့တော့သူများပစ္စည်းကိုအဲ့ဒီလိုလိန်ညာယူတတ်တာမျိုးကရှိတတ်သေးတယ်လေဆိုတော့အစ်စ်ကိုအတုလို့ပြောပြီးတော့လုပ်ရင်ဒါလိန်ညာယူတာပဲမထူးဘူးလေမှန်ပါပါဗျာ
စ္စည်းတစ်ခုဒါအစ်စ်ပါဆိုပြီးတော့အတူကြီးပေးတယ်ခုခေတ်သာပေါ်တဲ့ကြောက်စရာကောင်းတာဆေးဝါးအတုတွေကိုအစ်စ်ပါဆိုရယ်မသိတဲ့လူတွေကိုရောင်းချနေတာတို့အဲ့ဒီလိုဟာမျိုးကအလွန်ကြောက်စရာကောင်းတယ်တစ်ဖက်သားကိုလည်းထိခိုက်မှုဖြစ်စေတယ်တခြားပစ္စည်းတုတာတဲ့ဆေးဝါးပစ္စည်းတုတာကအသက်အန္တရာယ်ကိုသွားပေးနိုင်တယ်ပေါ့မကောင်းတာကြတော့မှန်ပါပါဗျာအဲ့တော့တစ်ဖက်သားကိုအကျိုးမဲ့ဖြစ်စေတတ်တဲ့အရာတွေဟောအဒိဏဒါနကိုပစ္စည်းကိုတရားကလဲယူသွားမယ်ကိုမပေးတဲ့ပစ္စည်းကိုယူသွားမယ်ဆိုရင်ကိုမကြိုက်ဘူးငါမကြိုက်တဲ့အရာကိုဘာဖြစ်လို့သူများကိုလောက်ရမှာလဲကိုယ့်ကိုစဉ်းစားမယ်ငါပစ္စည်းညာယူသွားရင်ငါမကြိုက်ဘူးငါမကြိုက်တဲ့အရာဘာလို့သူများလောက်ရမှာလဲလို့ဆိုအဒိဏဒါနကရှောင်ပါတဲ့ဒီအတွေ့နဲ့ဒါတရားအတိလို့ခေါ်တယ်ဒါအခြေခံစဉ်ဒီအတိလေးရရှိကိုရှိရမယ်နော်မှန်ပါပါဗျာဒါလူကြီးမှမဟုတ်ဘူးလူငယ်လည်းဒီအတိရှိရမယ်လူကြီးလည်းအတိရှိရမယ်လူလက်လည်းဒီအတိရှိရမယ်ဒါအဲ့ဒါလို့လုပ်ပြီးတော့အဒိဏဒါနကကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းတိုက်တွန်းတယ်ရှောင်တဲ့ကျိုးကျေးဇူးကိုလည်းချီးမွမ်းပြောဆိုတယ်ချီးမွမ်းတယ်ဒီလိုလာရမယ်ကာမေတုမိစ္ဆာစာရဆိုတာနဲ့ပတ်သက်လာရင်လည်းဒီလိုပဲကိုမိသားစုထဲမှာလာပြီးတော့ကာမဂုဏ်ကိစ္စဖောက်ပြန်မယ်ဆိုလို့ရှိရင်ကိုကြိုက်မှာမဟုတ်သူမှမကြိုက်အဲ့တော့ကိုမကြိုက်တဲ့ကိစ္စကိုသူများသွားပြီးတော့ကိုမကြိုက်တာကိုသူများကြတော့လုပ်တယ်ဆိုတော့ဒါမတရားဘူးပေါ့နော်အဲ့ဒီမတရားဘူးဆိုတဲ့အတိလေးကိုတရားရမယ်ဆိုတဲ့အတိလေးကိုသိတာဒါတရားအတိပဲနော်အတိတရားပဲဩငါမကြိုက်တဲ့အလုပ်ကိုဘာဖြစ်လို့သူများလုပ်ရမှာလဲငါမကြိုက်ဘူးငါမကြိုက်ရင်သူများလည်းမကြိုက်ဘူးသူများမကြိုက်တဲ့အလုပ်ကိုငါဘာလို့လုပ်ရမှာလဲလို့စဉ်းစားပြီးတော့ကာမေတုမိစ္ဆာစာရကကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းမလုပ်ကြနဲ့ဟေးတိုက်တွန်းတယ်နော်မလုပ်တဲ့လူကိုချီးမွမ်းတယ်ဒီလူကလူတော်ပဲလူကောင်းပဲနဲ့ဆိုချီးမွမ်းတယ်ဟောသုံးပလယ်ကနေပြီးတော့ကြည့်လိုက်တော့ကာမေတုမိစ္ဆာစာရနဲ့ပတ်သက်လာရင်သူကလုံးဝစင်ကြယ်သွားတယ်ပြည့်စုံသွားကိုတော့ရှောင်ပါရဲ့သူများကိုတိုက်တွန်းနေသေးတယ်ချီးမွမ်းတဲ့စိတ်ကလေးရှိနေသေးတယ်ဆိုမဟုတ်သေးဘူးအဲ့ဒါမပြည့်စုံသေးဘူးလို့ပြောရမယ်နော်ဒါကာယတုစရိုက်နဲ့ပတ်သက်လာလို့ရှိရင်ဒီတိုင်းနားလဲရနောက်ဝစီတုစရိုက်နဲ့ပတ်သက်လာပြီးတော့ကိုယ့်ကိုတစုံတစ်ယောက်ကလိန်သွားမယ်ကိုယ့်အကျိုးစီးပွားတွေပြက်အောင်လိန်လီစားပြောကြသွားမယ်ဆိုရင်ကိုယ်ခံရခက်တယ်ကိုမကြိုက်ဘူးအဲ့တော့ကိုမကြိုက်ဘဲနဲ့ဘာဖြစ်လို့သူများကိုလုပ်ရမှာလဲမလုပ်သင့်ဘူးကိုမကြိုက်တဲ့အလုပ်သူများကိုမလုပ်သင့်ဘူးလို့စဉ်းစားရမယ်အဲ့ဒါလို့စဉ်းစားပြီးတော့မုသဝါဒကလည်းရှောင်ရမယ်လိန်လီလှည့်စားပြီးသူများအကျိုးတရားပြက်ပြားသွားအောင်မလုပ်သင့်ဘူးကိုယ်တိုင်လည်းမလုပ်ဘူးသူများကိုလည်းမလုပ်ဖို့တိုက်တွန်းတယ်မလုပ်တဲ့ပုဂ္ဂိုလ်ကိုလည်းလူတော်လူကောင်းအဖြစ်ချီးမွမ်းတယ်ဟောရှုထောင့်၃မျိုးကနေပြီးတော့စင်ကြယ်အောင်ကျင့်သုံးတယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ပိတုဏဝါစာဆိုတာတယောက်နဲ့တယောက်မတက်အောင်ဝင်ပြီးတော့တတ်ရှိုတယ်ခုံတိုက်တယ်လို့ခေါ်တယ်မှန်ပါပါလူတယောက်နဲ့တယောက်အစဉ်ပြေးနေလို့ရှိရင်သွားပြီးတော့လေတံလေးသွားထိုးတယ်တယောက်နဲ့တယောက်မတက်အောင်လုပ်တယ်ဓမ္မပဒထဲမှာဝတ္ထုလေးတစ်ပုဒ်ရှိတယ်မထေကြီးနှစ်ပါးတဲ့အသက်ကတစ်ပါးနဲ့တစ်ပါးမတိမ်မရင်ရွယ်တူပဲဆိုပါစို့တစ်ပါးကနည်းနည်းငယ်တယ်တစ်ပါးအကြီးသူတို့နှစ်ပါးဟာတကယ်လို့ကိုညီကိုလိုပဲခင်ကြတယ်ညီကိုလိုခင်တယ်အမြဲတမ်းဒီနှစ်ပါးဟာတူတူတွဲပြီးတော့သိရင်းနေတယ်အငယ်ပုဂ္ဂိုလ်ကကြီးတဲ့ပုဂ္ဂိုလ်သိလေးစားကြီးတဲ့ပုဂ္ဂိုလ်ကလည်းပဲကိုငယ်တဲ့ပုဂ္ဂိုလ်ကိုလေးစားတယ်နှစ်ပါးတစ်ပါးနဲ့တစ်ပါးအပြန်အလှန်ဒီလိုလေးစားပြီးစိတ်သဘောထားအလွန်ကောင်းကြတယ်တောအကြောင်းတစ်ခုမှသတင်းသုံးနေတယ်အဲ့တောအကြောင်းမှာဓမ္မဂတိကဘုန်းကြီးတစ်ပါးရောက်လာတယ်အဲ့ရောက်လာတဲ့ဘုန်းကြီးကဒီကိုရောကြီးနှစ်ပါးကြောင်းရောက်လာတော့ဆရာတော်ကြီးတွေကလည်းတရားနာကြတော့ဓမ္မဂတိကဆိုတော့တရားဟောတတ်တယ်ပေါ့တရားဟောတော့သူတို့ဓမ္မဂတိကတရားဟောတတ်တော့သူတို့ကဓမ္မဂတိကကိုကြီးညိုကြတယ်မြတ်နိုးကြတယ်ငါရှင်တို့နဲ့တူတူနေပါတရားဟောဆရာရှိသူဟောခိုင်းတရားနာတရားမြတ်နိုးတာဒါပေမဲ့အဲ့ဒီဓမ္မဂတိကစိတ်ကောင်းမရှိဘူးပေါ့တရားသိမရှိဘူးသူများသာဟောတာကိုယ်မှတရားသိမရှိဘူးမရှိသည့်အတွက်ကြောင့်ဓမ္မဂတိကကိုတရားဓမ္မတွေကကြီးညိုလာတော့အဲ့ဓမ္မဂတိကဘာဖြစ်လာတော့ဆိုဒီကိုယ်တော်ကြီးနှစ်ပါးမောင်းထုတ်ပြီးတော့ဒီเจ้าအပိုင်စည်းမယ်ဆိုတဲ့စိတ်ဓာတ်ဝင်လာတယ်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကတော့အခုမဟုတ်ဘူးမှန်ပါပါဗျာအဲ့တော့လူရှိနေရင်ဘယ်ခါမှဆိုဒါမျိုးရှိမှာပဲနော်
ခုခေတ်မှာရှိတယ်လို့မထင်နဲ့လူရှိနေလူရဲ့စိတ်ဓာတ်ကိုကြောက်စရာကောင်းတာပြောပါ မှန်လားပါဗျာ ဟိုခေတ်က2500လူတွေလည်းဒီတိုင်းပဲခုခေတ်လူတွေလည်းဒါဒီတိုင်းပဲရှိတဲ့လူကရှိနာပဲနော် မှန်လားပါဗျာ အဲ့တော့မကောင်းတာတွေရှိတယ်လို့ကောင်းတာတွေကလည်းဟိုတုန်းကရှိတယ်လို့ခုလည်းရှိနေမှာပဲလို့ပြောရမှာပေါ့ကောင်းတဲ့ဘက်ကပြောမှဆိုရင်နော်အဲ့ဒီဓမ္မတိကဘာလို့တုံဆိုတော့ဒီကိုယ်တော်ကြီးနှစ်ပါးသူမတက်အောင်လုံးမှဒီเจ้าသူရမှာကိုဒီကိုယ်တော်ကြီးနှစ်ပါးညီညွတ်နေမဖြစ်ဘူးမဖြစ်တဲ့အခါကျတော့တရက်ကြတော့တပားစီသတင်းသုံးနေတဲ့နာကိုသွားတယ်ထင်းအောင်မြင်အောင်လုပ်တာပေါ့ဂုံးတိုက်တယ်ဆိုတာပါဇက်နဲ့ပြောမှမဟုတ်သူကမထေကြီးစီအရင်သွားပြီးတော့ရှင်ဘုရားတဲ့အရှင်ဘုရားတို့နှစ်ပါးညီလို့ကိုလို့ခင်တာဟုတ်လားဟာခင်တာပေါ့တို့နေလာတာနှစ်ပေါင်းဘလောက်ကြာဒါပေမဲ့ဘုရားတဲ့ဆိုပြီးတော့မပြောတော့ပါဘူးဘုရားပြီးတော့ဆိုပြီးတော့ကြော့ပြီးထသွားတယ်ကိုရောကြီးစိတ်ထဲမှာထင်းနေဘာလဲဒီကိုရောငါဘာပြောချင်လို့နောက်တစ်ခါအငယ်စီသွားပြန်တော့လေဒီလိုပဲရှင်ဘုရားနောင်တော်ကြီးတော်ရှင်ဘုရားကြီးညိုတယ်ကြီးညိုတယ်ရှင်ဘုရားကကြီးညိုတာမပြောတော့ပါဘူးရှင်ဘုရားတို့တော်ကြတော့ဆိုဒီတိုင်းထသွားတော့ကိုရောကြီးနှစ်ပါးသိချင်လားနောက်တဲ့ကျတော့အတင်းကြပ်မေးတာအတင်းကြပ်မေးတဲ့အခါကျတော့ရှင်ဘုရားကိုဘလို့ပြောတယ်ဟိုကဘလို့ပြောတယ်ရှေ့တာရှင်ဘုရားနဲ့ဟန်လုတ်ပေါင်းနေတာကိုယ်ရကြတော့ပြောတယ်ဆိုကိုရောကြီးနှစ်ပါးစိတ်ဝမ်းကွဲသွားကြတယ်နော်စိတ်ဝမ်းကွဲသွားပြီးတော့တပားနဲ့တပားမျက်နှာချင်းမဆိုင်တော့ဘူးတပားကအရှိပေါက်ကနေထွက်ပြီးအရှိလျှောက်သွားတယ်တပားကအနောက်ပေါက်ကနေထွက်ပြီးအနောက်လျှောက်သွားကြောချင်းပေးပြီးတော့ထွက်သွားလိုက်ကြတာကိုရောကြီးနှစ်ပေါင်းအတော်ကြာမှဒီကိုရောကြီးနှစ်ပါးပြန်တွေ့တဲ့အခါဒီကိုရောရဲ့လိမ့်လေလှည့်စားမှုကိုသွားတွေ့ရတယ်မှန်လားပါဗျာဂုံးတိုက်တာဆိုတာအဲ့လိုတဦးနဲ့တဦးညီညွတ်နေလို့ရှိရင်ဂျားထဲမှာဝင်ပြီးထင်းအောင်မြင်အောင်လုပ်ပြီးတယောက်နဲ့တယောက်မတက်အောင်လုပ်လိုက်တာအဲ့ဒါကိုပိတုဏဝါစာလို့ခေါ်တယ်အဲ့ဒီပိတုဏဝါစာဟာကိုယ့်ကိုအလုတ်ခံရမယ်ဆိုလို့ရှိရင်ကိုမကြိုက်ဘူးတဲ့ကိုမကြိုက်တာကိုသူများကိုလုပ်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူးဆိုပြီးပိတုဏဝါစာကရှောင်ပါတဲ့ကိုယ်တိုင်လည်းရှောင်ပါသူများကိုလည်းတိုက်တွန်းပေးပါပိတုဏဝါစာကရှောင်တဲ့ပုဂ္ဂိုလ်ကိုလည်းပဲချီးမွမ်းစကားပြောကြပါတယ်ဟောသုံးထို့တူပဲဖုဒ္ဓဝါစာဆိုတာဉာဏ်နဲ့စကားကိုပြောတာလူဆိုတာကိုယ့်ကိုတယောက်နဲ့တယောက်မာဆာပြောတာတောင်မှကြိုက်တာမှမဟုတ်ပဲနဲ့စကားတန်မာတယ်ဆိုရင်ကိုမကြိုက်ဘူးလေဟိုဆဲတာရေးတာအသာထားအောင်လေတံမာနဲ့ပြောလိုက်ရင်ကိုမခံနိုင်တဲ့လူတွေအများကြီးပဲအဲ့တော့သူကိုယ့်ကိုအဲ့လိုမာပြောရင်ကိုမကြိုက်ဘူးဆဲရင်ကိုမကြိုက်ဘူးဒါပေမဲ့ကိုကြတော့စိတ်ဆိုးလာတဲ့အခါကျတော့မာလည်းပြောတာပဲဆဲတာပဲကိုပြောတဲ့အခါကျအရသာရှိတယ်လို့ဖြစ်နေနော်အဲ့တော့အဲ့ဒီကိစ္စကိုလည်းပဲခုနလိုငါမကြိုက်တဲ့အလုပ်ဘာဖြစ်လို့သူများကိုပြောရမှာလဲငါမကြိုက်ရင်သူလည်းမကြိုက်ဘူးဆိုပြီးတော့ရှောင်ပါတဲ့ကိုယ်တိုင်လည်းရှောင်ပါသူများကိုလည်းရှောင်ဖို့တိုက်တွန်းပေးရှောင်တဲ့ပုဂ္ဂိုလ်ကိုလည်းချီးမွမ်းပါတန်ဖတ်ပလာပဆိုတာအကျိုးမဲ့စကားတွေပြောပြီးတော့အချိန်ဖြုံးတာကိုယ်စီလာပြီးတော့အကျိုးမဲ့စကားတွေပြောပြီးအချိန်ဖြုံးနေမယ်ဆိုရင်အလုပ်ပြက်အကင်ပြက်ဘာမှအကျိုးမရှိဘူးအဲ့ဒီအကျိုးမရှိတဲ့စကားတွေနဲ့ငါ့ကိုလာအချိန်ဖြုံးအောင်လုပ်နေငါမကြိုက်ဘူးငါမကြိုက်တယ်လို့ तू လည်းမကြိုက်ဘူးသူများစီကိုဟုတ်လားလှည့်ပြီးတဲ့အခါကျတော့တယောက်နဲ့တယောက်ကိုလူအတင်းပြောဒီလူအတင်းပြောမျိုးဖြစ်တာမျိုးတွေဒါတွေကမကောင်းတဲ့အကျင့်တွေပဲလို့ဒီလိုနှလုံးသွင်းရလူကတယောက်နဲ့တယောက်ဆုံမိလာလို့ရှိရင်ကြည့်လေလူတစ်ယောက်ဆုံမိလာလို့ရှိရင်ဘာအစတော့ဆိုကြားပြီးပြီလားဆိုတာလာတယ်နော်ကြားပြီးပြီလားအစဟိုကလည်းသိကျင်လာတယ်ဘာဟာတော့ဆိုပြောပြီးသူများအတင်းနေဖြစ်နေစားဒီထက်ကနေတယောက်ကနေပြီးတော့ဘယ်သူကဖြင့်တော်လိုက်တာရထဲမှာတော်လိုက်တာလို့ပြောလိုက်လို့ရှင်ရှင်ကမသိလို့ကိုကမသိလို့ဆိုတာလေးနဲ့လာပြန်ရောအဲ့ကြတော့တော်ပါတယ်ဒါပေမဲ့ဆိုပြောတော့မယ်အကြရင်အပြစ်တယောက်ကချီးမွမ်းရင်လည်းတယောက်ကကဲ့ရဲ့ဖို့ကြိုးစားတယ်ဒါလူတွေရဲ့သဘာဝကိုပြောပြတာနော်မှန်လားပါဗျာအဲ့ဒီတမ္ပပလာကနေစပြီးတော့နှုတ်နဲ့ပတ်သက်လာလို့ရှိရင်လူတွေကအဲ့ဒီလိုပြောရရှိတယ်တဲ့ဘယ်လောက်ထိအောင်ပြောကြတော့ဆိုလို့ရှိရင်နှစ်ယောက်စုံပြီးတဲ့အခါကျတော့စကားပြောကြဟိုလူအတင်းပြောဒီလူအတင်းပြောပြီးတော့အဲ့ဒီလူကထသွားတဲ့အခါကျသူတယောက်တည်းကြံတဲ့အခါကျတော့မင်းငေါလိုက်သေးတယ်နင်းလဲတူတူပါပဲလို့ပြောတယ်သူပဲကြံတော့တာပြောမခံနော်
အဲ့တော့ဒီတန်ဖတ်ဖလာပတွေကိုလည်းပဲငါမကြိုက်ဘူးငါမကြိုက်ရင် तू လည်းကြိုက်မှာမဟုတ်ဘူးကိုမကြိုက်တာမလုပ်နဲ့လို့ဆိုပြီးတော့ဟောဒီဝစီဒုစရိုက်ကလည်းပဲကိုယ်တိုင်ရှောင်တယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းတယ်ရှောင်တဲ့ပုဂ္ဂိုလ်လည်းချီးမွမ်းတယ်ဆိုဟောသုံးဘက်သုံးလံကသုံးဘက်သုံးလံကနေပြီးတော့ကြည့်တန်ဖတ်ဖလာပကိုရှောင်လိုက်တယ်ဆိုဝစီဒုစရိုက်တွေဟာလုံးဝဖြူစင်တန်ရှင်းသွားတဲ့ဝစီဒုစရိုက်အဖြစ်ရောက်သွားတယ်ဒါအခြေခံအတိတရားလို့ခေါ်ပါတယ်အဲ့ဒီအခြေခံအတိတရားတွေရှိထားတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားဟာဘလောက်ကောင်းတော့ကြည့်အမတန်တရားတဲ့အတိတွေကိုသူသိထားတဲ့အတွက်ကြောင့်သူများတဲ့မတတ်ဘူးသူများဥစ္စာမခိုးဘူးသူတော်သားများမပြစ်မှားဘူးသူများကိုလိမ်လည်ပြီးတော့သူများအကျိုးပြက်အောင်မလုပ်ဘူးဂုံမတိုက်ဘူးဆဲရည်ခြင်းကြမ်းတမ်းတဲ့စကားကိုပြောခြင်းမလုပ်ဘူးအကျိုးမဲ့တဲ့သူများအချိန်တွေကိုပြုံးအောင်မလုပ်ဘူးဆိုတဲ့ဟောအများနဲ့ဆက်ဆံတဲ့အခါမှာ तू ကလုံးဝပြည့်စုံစင်ကြယ်တာဒါကိုချင်းတရားဘက်ကဒါပြည့်စုံတယ်အခြေခံအဆင့်အတိတရားလို့ခေါ်တယ်နော်မှန်လားပါဗျာအဲ့ဒီအခြေခံအဆင့်ကိုမေ့ထားလို့မရဘူးဒီအခြေခံအဆင့်နေမပါဘဲနဲ့နိဗ္ဗာန်မဲ့ဖို့ရက်တူတူနဲ့မျက်မှောက်ပြုရပါလို့ဆိုရက်ကတော့တိုးမှာမဟုတ်သေးဘူးဘာဖြစ်လို့ဆိုအခြေခံမှမပါပဲနော်မှန်လားပါဗျာအခြေခံအဆင့်ကိုစိတ်ကောင်းနှလုံးကောင်းထားဖို့လိုတယ်ဒါစိတ်ကောင်းနှလုံးကောင်းလို့ထားခေါ်တယ်အဲ့တော့လူတွေကထင်ကြတယ်များသောအားဖြင့်ပြောကြတယ်စာတန်းတွေဘာတွေတောင်ရေးထားကြသေးတယ်သင်ကောင်းနေကျွန်ုပ်မဆိုးပါတဲ့သင်ကောင်းနေကျွန်ုပ်မဆိုးပါဆိုတဲ့ဟာကဒါလူကောင်းလို့ခေါ်လို့မရဘူးနော်သင်ဆိုးပေမဲ့ကျွန်ုပ်မဆိုးပါလို့ရေးရမှာရေးတာနော်သင်မကောင်းပေမဲ့ကျွန်ုပ်ကောင်းပါလေအဲ့ဒီဟာမှပြည့်စုံတယ်အခုကသူတော်နေလို့ကိုကောင်းတဲ့သူတော်ကောင်းတွေကတော့ဒါမဟုတ်သေးဘူးသူတော်နေလို့ကိုကကောင်းနေတာလေသူမတော်ရင်ကိုကောင်းမှာမဟုတ်ကိုကဘာဖြစ်တုံးဆိုသူတော်အောင်ကိုကောင်းတဲ့သူတော်ကောင်းမျိုးဖြစ်တဲ့တယ်ပေါ့သူတော်လာအောင်မတော်တဲ့လူတယောက်တော်လာအောင်ကိုကကောင်းရမယ်သူတော်ကောင်းရဲ့သဘောကသူများမတော်တာသူများမကောင်းတာကိုကလိုက်ပြီးတော့မတူဘူးနော်မှန်လားပါဗျာဒါကြောင့်မလို့သူတော်ကောင်းကိုရင်တော့ဓမ္မဂတိကဟောနေတဲ့လူဟောကြောင့်ဓမ္မဂတိကတခါကြီးကပြောလေးရှိတယ်ငယ်ငယ်တော့ကြားဘူးလားသူတော်လို့ကိုကောင်းတဲ့သူတော်ကောင်းတွေမဖြစ်ပါစေနဲ့တဲ့နော်သူတော်အောင်ကိုကောင်းတဲ့သူတော်ကောင်းဖြစ်ပါစေဆိုအတိပ္ပယ်ရှိတယ်တရားမှန်လားပါဗျာဘုရားမြတ်စွာလက်ထက်တုန်းကအိရှိမာကြီးတယောက်ရှိတယ်သူနာမည်ကျော်တယ်ဩသဘောကောင်းလိုက်တာသဘောထားပြည့်လိုက်တာအလုသမားတွေပေါ်အိမ်စီတွေပေါ်မှာဟုတ်လားအိမ်အကူတွေပေါ်မှာဆက်ဆံတာအမတန်ကောင်းတယ်ပေါ့သိသဘောထားကောင်းတယ်သိသဘောထားကောင်းတယ်နဲ့နာမည်ကြီးတယ်တာဝတိပြေကအိရှိမာကြီးတယောက်နာမည်ကြီးတယ်သဘောကောင်းတယ်နဲ့နာမည်ကြီးတော့သူ့အိမ်မှာအလုကျွေးပြုတ်နေတဲ့ကာလီဆိုတဲ့အမျိုးသမီးကသူကစဉ်းစားတယ်ငါတော်